ဒီလူသားဟာတကြော့ပြန်ဝင်စားလာပြီးနောက်ပထမဆုံးလုပ်တဲ့အလုပ်ကတော့လုပ်ငန်းတာဝန် quest ကိုစတင်နိုင်ဖို့နဲ့ Angel ကိုဆင်းသက်လာစေဖို့အတွက် Goblin ကဝင်ကောင်းရည်တရားကိုပြေးပြီးအယူမှုလိုက်တက်ခဲ့တာပဲဖြစ်ပါတယ်။ Angel ကသူ့ကို quest အောင်မြင်တဲ့ဆုလက်တွေထုတ်ပေးဖို့ပြင်နေတော့မှာပဲသူကတော့ဘာမှတွတ်ဆုတ်မနေပဲရှေ့ကိုတက်ပြီး Angel ရဲ့နုနယ်လှတဲ့မျက်နှာကိုလက်သီးနဲ့ခက်ကြမ်းကြမ်းတစ်ချက်ထိုးထည့်လိုက်ပါတယ်။ Angel ဘာဖြစ်သွားမှန်းတောင်သိချမသိသေးခင်နောက်တစ်စက္ကန့်မှာပဲသူကရှေ့ကိုချက်ချင်းအရှိန်ပြင်းပြင်းတိုးဝင်သွားပြီး Angel ရဲ့ရင်ဘတ်တက်ကိုဓာတ်နဲ့ထိုးဆိုင်လိုက်ပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့အပြင်ပန်းမှာတန့်ရှင်းမှုမြတ်လာပါတယ်ဆိုတဲ့ဒီ Angel ရဲ့စိတ်ကြွယ်ရာအနက်ရှိုင်းဆုံးနေရာမှာလူသားတွေကိုကစားစရာလိုသဘောထားတဲ့မိစ္ဆာတစ်ကောင်ရှိနေတယ်ဆိုတာကိုသူကောင်းကောင်းကြီးသိနေလို့ပါပဲ။သူ Angel ကိုတက်ရတဲ့တကယ်အကြောင်းရင်းကတော့ Angel ရဲ့သွေးဆက် Angel's Blood ကိုရရှိဖို့အတွက်ဖြစ်ပြီးဒါကိုအသုံးပြုပြီးရင်အဆင့်မြင့်မားလာတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းပေါင်းစပ်မှုတွေရဲ့ထိပ်သီးဖြစ်တဲ့ရှင်ဘီရင်တေမင်း Shinigami Grim Reaper အဖြစ်အလောက်ကန်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ကို19ကြိမ်မြောက်တန်တရားအလှည့်ပြောင်းတွေကနောက်ဆုံးတစ်ကြိမ်တုန်းကလည်းသူဟာဒီတေမင်းအလောက်ကန်ကိုအားကိုးပြီးတော့ပဲနောက်ဆုံးဂိတ်ထိရောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲအခန်းတဲကိုဝင်ဖို့အတွက်လူ9ယောက်ပြည့်ရမယ်ဆိုတဲ့စီကံချက်ရှိနေပြီးတတ်မှတ်ချက်မပြည့်မီတဲ့အတွက်သူဟာနောက်တစ်ကြိမ်ထပ်မံဖြည့်ဆည်းခံလိုက်ရကပြန်လို့လာတဲ့အချိန်မှာတော့ Angel လူလောကကိုပထမဆုံးဆင်းသက်လာတဲ့ယင်းနှီးနေတဲ့နေ့ရက်ကိုပြန်ရောက်လာခဲ့ပါတယ်။ Angel ကသူတို့ရှိမှအင်အားကြီးမားတဲ့စွမ်းရည်တွေကိုပြသပြီးနောက်ဂိမ်းစီကံတွေကိုကြီးညာခဲ့ပါတယ်။အသက်15နှစ်ကနေ29နှစ်ကြာရှိတဲ့သူတွေကိုဂိမ်းထဲဝင်ဖို့ရွေးချယ်သွားမှာဖြစ်ပြီးဂိမ်းထဲမှာရရှိခဲ့တဲ့ဆုလက်တွေကိုလက်တွေ့လောကတွေကိုဓာတ်ရိုက်တည်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ပြောပြီးတာနဲ့သူတို့ကိုဂိမ်းကဘာတွေကိုချက်ချင်းပို့ဆောင်ပေးလိုက်ပါတော့တယ်။အခြားသူတွေကကိုမျက်နှာကိုစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ပျော်ရွှင်မှုတွေမှာနှိမ့်ညွှန်းနေကြတော့သူကတော့အားနဲ့သူကိုအားကြီးသူကအနိုင်ကျင့်တဲ့ဒီကဘာထဲမှာအခုလိုလုပ်နေတာဟာရန်သူတွေရဲ့ပြစ်မှတ်ထားခြင်းကိုပိုခံရလွယ်စေတယ်ဆိုတာကောင်းကောင်းကြီးသိနေပါတယ်ထို့နောက် Angel ကစိုးမျိုးကပြန်ပွဲဝင်တန်း8သိန်းလုံးရောက်ရှိနေပြီလို့ပြောခဲ့ပေမဲ့ဒီနေရာမှာအလွန်ဆုံးရှိလာမှလူ1000ကျော်လောက်ပဲဆက်နေဆိုတာကိုအားလုံးကမြင်နေရပါတယ် Angel ကအားလုံးကိုမတူညီတဲ့ပြန်ပွဲစုံတွေမှာခွဲထားတာလို့တော့ပြပြီးနောက် status bar အခြေအနေပြပါကိုဘယ်လိုသုံးရမလဲဆိုတာတင်ပေးခဲ့ပါတယ်ပြောရင်းနဲ့ပဲသူတို့ပတ်ပတ်လည်မှာ Goblin တစ်ကောင်ကိုဆင့်ခေါ်လိုက်ပါတယ်အားလုံးဘာလို့ရမှန်းမသိစွန့်အိမ်နာကြတဲ့အချိန်မှာသူကပထမဆုံးဖြစ်ရှေ့ကိုထွက်လာခဲ့ပါတယ်နောက်ကလူတွေကအနည်းရှိတယ်လို့တတိပေးပြီးအုပ်စုဖွဲ့ဖို့ပြန်လာဖို့လှမ်းပြောနေကြတော့မှပဲသူကခြေလမ်းကျဲကြီးတွေနဲ့ရှေ့ကိုတိုးသွားပြီးဘေးဆောင်အရှိန်ပြင်းကန်ချက်နဲ့ထိုးတက်မှလာတဲ့ Goblin ကို2မီတာခွဲလောက်လွတ်ထွက်သွားအောင်ကန်ထုတ်လိုက်ပါတယ်ဒီလိုရဲ့ကြောင့်သူ့နောက်ကလူအုပ်ကြီးစွန့်သွားကြပြီးတစ်ချိန်တည်းမှာပဲသူက Goblin စီကနေပြုတ်ကျလာတဲ့လက်နက်ကိုအခွင့်ကောင်းယူကောက်ယူလိုက်ပါတယ်သူအခုလိုလူစွမ်းကောင်းလုပ်ပြရတဲ့ရည်ရွယ်ချက်ကမကောင်းတဲ့စိတ်ကူးရှိတဲ့သူတွေလာမရှုပ်ရဲအောင်တားဆီးဖို့တင်မကပဲပိုအရေးကြီးတာကအဲ့ဒီ Angel ရဲ့အကူအညီကိုရယူနိုင်ဖို့ဖြစ်ပါတယ်စဉ်းစားလို့တော့မဆုံးသေးခင်မှာပဲအဝေးက Goblin တွေကသူတို့အဖို့အသက်ခံလိုက်ရတာကိုမြင်ပြီးလက်နက်တွေကိုကန်ကသူ့စီကိုပြေးဝင်လာကြပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူတို့အားလုံးဟာသူ့ရဲ့လှပလာတဲ့အရှင်ပြင်းဓာတ်ခုတ်ချက်အောက်မှာပွဲချင်းပြီးတေဆုံးသွားကြပါတယ်လူအုပ်ကြီးကဒါကိုမြင်ပြီးသူ့ရဲ့အမှတ်သားကိုအမျိုးမျိုးခံမှန်းနေကြသလို Goblin တွေကလည်းဒီလောက်ပဲရှိတာပါလားလို့ခံစားသွားကြပါတယ်အဲ့ဒီအချိန်မှာပဲမထင်မှတ်ပဲ Goblin တစ်ကောင်ကပြန်ဝဲပြီးပြေးအုပ်လိုက်ရအရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်ကိုအောက်မှာအလွယ်တကူပဲဖိနှိပ်ထားလိုက်ပါတယ်စောစောကတင်ဝင်ပါဖို့စိတ်အားထက်သန်နေကြတဲ့ဘေးကလူတွေရဲ့ခေါင်းထဲမှာအခုတော့ထွက်ပြေးဖို့စိတ်ကူးပဲကြံပါတော့တယ်ဒါပေမဲ့တွေးဆနေတဲ့ Goblin တွေကသူတို့ကိုအလွယ်တကူလွတ်ပေးပါမလားမကြခင်မှာပဲဒီနေရာဟာအော်ဟစ်တန်တွေနဲ့ငရဲခန်းတစ်ခုလိုဖြစ်သွားပါတော့တယ်ပြီးတော့ဒီကိန်းထဲမှာတေဆုံးသွားတဲ့သူဟာလက်တွေ့လောကထဲမှာလည်းဘယ်တော့မှပြန်လို့လာတော့မှာမဟုတ်ပါဘူးအခုသူတို့ခေါင်းထဲမှာအသက်ရှင်ကျန်ရစ်ဖို့စိတ်ကူးတစ်ခုပဲရှိတော့ပြီးခန္ဓာကိုယ်ရဲ့တဘာဝဗီဇအရာသူတို့လုံနိုင်တာကထွက်ပြေးဖို့ပဲရှိပါတယ်သူပထမဆုံးအကြိမ်ကြုံတွေ့တုန်းကလည်းအခြေအနေကသူတို့လိုပါပဲဒါပေမဲ့ဒီပတ်လည်မှာလူတွေရှောက်မပြေးနိုင်အောင်အင်အားပြင်းတက်လိုက်ဆက်ကွင်းတွေတက်ဆင်ထားပြီး Angel ကတော့ကောင်းကင်အမြင့်မှာပြန်ဝဲရင်အောက်ကမြင်ကွင်းကိုလှောင်ပြုံးနေကြည့်နေပါတယ်မကြခင်မှာပဲသူကအခြားသူတွေနဲ့မတူပဲထူးခြားနေတဲ့သူ့ကိုတတိထားမိသွားပြီးသူ့ရဲ့အချက်လက်ဖန်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့နာမည်ကနတ်မောင်တော်တင်မင်းသားဖြစ်ပြီး Goblin တက်တဲ့ခွက်စားလည်း80အထိရောက်နေပြီဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီအခြားချက်လက်အားလုံးကိုတော့စနစ်ကဝတ်ထားတဲ့အတွက် Angel ကအမိုက်စနစ်လို့တွတ်ညီးတွားနေခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ထူးချွန်တဲ့စွမ်းဆောင်ရည်ကြောင့်သူ့အပေါ်စိတ်ဝင်စားမှုပြင်းထန်လာပြီးလာရောက်ထိတွေ့ခြင်းစိတ်ဖြစ်ပေါ်လာပါတယ်တစ်ချိန်တည်းမှာပဲသူကတော့ Goblin တွေကိုမရက်မနာဆက်လက်တက်ဖြတ်နေပြီးမကြခင်မှာပဲနောက်ထပ်9ကောင်ကိုထပ်တက်လိုက်ပါတယ်ဒီ Goblin တွေကလည်းသူကအခြားသူတွေနဲ့မတူဘူးဆိုတာကိုသတိထားမိသွားပြီးသူ့ကိုအုပ်စုဖွဲ့ပြီးဝိုင်းဝန်းတိုက်ခိုက်ဖို့ပြင်ကြပါတယ်ဒါပေမဲ့သူ့အတွက်တော့ဒါဟာ quest ပြီးမြောက်ဖို့မြန်ဆန်စေတဲ့အခွင့်အရေးတစ်ခုသာဖြစ်ပါတယ်ပြီးခဲ့တဲ့19ကြိမ်မြောက်တန်တရားကရရှိခဲ့တဲ့တိုက်ပွဲအတွေ့အကြုံတွေကိုအသုံးချပြီးသူဟာဓာတ်ချက်တိုင်းကိုသူတို့ရဲ့အသက်အန္တရာယ်ရှိတဲ့အချက်ချနေရာတွေကိုတက်မှန်အောင်ခုန်နိုင်ခဲ့ပါတယ်ရှေ့ကအကောင်နှဲငယ်ကိုရှင်းလင်းပြီးနောက်ကြန့်ရှိနေတဲ့အကောင်နှဲငယ်ကိုသူမော့ကြည့်လိုက်ရာထို Goblin တွေဟာကြောက်လန့်လွန်လို့သူ့စီကိုတလန်းတောင်ထပ်မတိုးရဲကြတော့ပါဘူးဒါနဲ့သူကအမောဖြေဖို့ကိတနာရင် status bar ကိုဖွင့်ပြီးလက်ရှိအခြေအနေကိုစစ်ဆေးလိုက်ပါတယ်အခုဆိုရင်သူဟာ level လေးကိုရောက်ရှိနေပြီဖြစ်ပြီး level တိုင်းစိတ်ကြိုက်တင်နိုင်တဲ့စွမ်းရည်အမှတ်2မှတ်စီရရှိမှာဖြစ်လို့သူကရရှိသမျှအမှတ်အားလုံးကိုလင်မြန်မှုထဲကိုပဲထည့်လိုက်ပါတယ်ဂိမ်းရဲ့အစောပိုင်းကာလမှာလင်မြန်မှုဟာအရေးကြီးဆုံးစွမ်းရည်ဖြစ်ပြီးရန်သူတိုက်ခိုက်မှုကိုပုံမကောင်းမွန်စွာရှောင်တိတ်နိုင်ုံနဲ့မကပဲတိုက်ခိုက်မှုအရှိန်နဲ့ရွှေ့ပြောင်းမှုအရှိန်ကိုပါတိုးတက်စေတယ်ဆိုတာကိုသူကောင်းကောင်းကြီးသိနေလို့ပါပဲဒီအလုပ်တွေကိုလှုပ်ဆောင်ပြီးနောက်သူကလက်ထဲကဓာတ်တို့ကိုအဝေးက Goblin စီကိုလှမ်းပစ်လိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီလိုလှုပ်လိုက်တာတော့ထို Goblin တွေကသူ့ကိုပြန်မတိုက်ခိုက်ရကြတော့ပါဘူးဖြစ်နိုင်တာကစောစောကတင်တစ်စက္ကန့်မှာတစ်ကောင်လုံးနဲ့တက်ဖြတ်ခဲ့တဲ့သူ့ရဲ့တွေးလာတဲ့မြင်ကွင်းကသူတို့ကိုအပြီးပိုင်၆လန့်သွားခဲ့လို့ဖြစ်ပါလိမ့်မယ်ဘာမှတတ်နိုင်ခြင်းမရှိတဲ့အတွက်သူကတယ်လီပို့တစ်ဖွဲအရှိန်ပြင်းချီလန်းနဲ့စောစောကတင်အသက်ခံလိုက်ရတဲ့ Goblin လောင်းရှိကိုရောက်သွားပါတယ်အခြား Goblin တွေကတော့သူတို့ရဲ့နောက်ကျောဘက်ကိုဘယ်လိုရောက်သွားလဲဆိုတာကိုတော့တေချာမမြင်လိုက်ရပါဘူးသူတို့တတိဝင်လာပြီးပြန်လဲဖို့ပြင်းတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါပြီသူကအလောင်းပေါ်ကဓာတ်တို့ကိုဆွဲနှုတ်ပြီးသူတို့စီကိုချက်ချင်းတားချက်အနှဲငယ်လွှဲခုတ်လိုက်ရခါကနေပြတ်ထွက်သွားကြပါတော့တယ်ဝက်တက်သွားတာနဲ့အတူသူဟာ Goblin ကောင်းကြီးတရားတက်ချက်ရမယ့်လုပ်ငန်းတာဝန်ကိုလည်းပြီးမြောက်သွားခဲ့ပါတယ်သူအခုလို YouTube ပြီးမြန်ဆန်လာတဲ့နှုန်းနဲ့ Goblin တွေကိုတက်ဖြတ်ရခြင်းဟာ Angel ရဲ့အာယုံဆိုင်မှုကိုခံရဖို့တင်မကပဲပိုအရေးကြီးတာကပြန်ပွဲဆောင်ရဲ့ပထမနေရာကိုပြီးမြောက်ဖို့ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပထမ3ယောက်ဟာအဆင့်တက်မှတ်ချက်အစီအစဉ်နဲ့ quest ပြီးမြောက်တဲ့အချိန်ပေါ်မူတည်ပြီးအပိုဆောင်စုလက်တွေကိုရရှိမှာဖြစ်လို့ပါပဲသူကဒီဆောင်ရဲ့ပထမနေရာကိုရရှိခဲ့တဲ့အတွက်အနည်းဆုံးအဆင့်အနောက်တိုင်းလက်နက်ရွေးချယ်ခွင့်တစ်ခုရရှိခဲ့ပြီးသူ့ရဲ့အချိန်ကလည်းစုံအားလုံးမှာအများဆုံးဖြစ်ခဲ့တဲ့အတွက်အထူးဆုလက်ရွေးချယ်ခွင့်တစ်ခုကိုပါအပိုဆောင်ရရှိခဲ့ပါတယ်ထို့နောက်သူကဒီလက်နက်ရွေးချယ်ခွင့်ကိုအရင်သုံးဖို့ပြင်လိုက်ရရွေးချယ်စရာလက်နက်3မျိုးပေါ်လာပါတယ်လက်နက်အမျိုးအစားမများပေမဲ့ဘာမှမရှိတာထက်စာရင်တော်သေးတယ်လို့တွေးပြီးတေချာစဉ်းစားပြီးနောက်လျင်မြန်မှုကိုတိုးတက်စေနိုင်တဲ့ဓာတ်မြောင်ကိုပဲရွေးချယ်လိုက်ပါတယ်သူရွေးချယ်ပြီးလို့
ပတ်ပတ်လေကိုကြည့်လိုက်တဲ့အခါမှာတော့အခြေအနေကရှုပ်ထွေးနေတော့မှပဲသူ status bar ခါကိုပိတ်ဖို့ပြင်နေတော့မထင်မှတ်ပဲမတူညီတဲ့အရာတစ်ခုကိုထပ်မံမြင်တွေ့လိုက်ရပါတယ်ဒီနောက်ဆုံးပြန်လည်ရောက်ရှိသူဆိုတဲ့ပွဲအမည်ဟာပြီးခဲ့တဲ့19ချိန်လုံးမှာမပေါ်ဘူးခဲ့ပါဘူးဒါပေမဲ့သူတိတ်ပြီးစိတ်ထဲမထားပဲဂျပန်ယွန်းစာလုံးစာအနာကိုထုတ်ယူလိုက်ပါတယ်ဒါကတော့လူတိုင်းဂိမ်းထဲဝင်လာတဲ့အချိန်မှာရရှိမဲ့အရာတစ်ခုဖြစ်ပြီးကစားသမားပေါ်မှာတဘာဝဗီဇစွမ်းရည်တစ်ခုကိုဂျပန်စနစ်နဲ့အလိုလျောက်တစ်စိတ်ခန့်နေပေးမှာဖြစ်ပါတယ်သူကတော့အချိန်နောက်ပြန်လှည့်ခြင်းယွန်းစာလုံးကိုမဲနိုင်ရရှိခဲ့လို့သာတန်တရားကို19ချိန်တိုင်မရက်မနာလဲပတ်နိုင်ခဲ့တာဖြစ်ပါတယ်ဒီတစ်ချိန်တရားမြောက်မှဒါလည်းတစ်စိတ်ခန့်နှိမ့်ခြင်းကြာရှုံးလိမ့်မယ်ဆိုတာသူခံမှန်းမိပါတယ်အကယ်၍ဒါကိုသူဆက်ပြီးတစ်စိတ်ခန့်နှိမ့်နိုင်မယ်ဆိုရင်သူဟာအကန့်အသတ်မရှိပြန်လည်ရောက်ရှိနိုင်တဲ့စွမ်းရည်ကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲစနစ်ကသူ့ကိုတန်တရားအချိန်တရားလည်းပတ်ခဲ့တဲ့ပြန်လည်ရောက်ရှိသူအဖြစ်သတ်မှတ်ပြီးနောက်ဆုံးပြန်လည်ရောက်ရှိသူပွဲကိုပေးအပ်လိုက်ကြောင်းအကြောင်းကြားစာပေါ်လာပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါသူကိုယ်တိုင်တောင်စွန့်သွားခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဂိမ်းထဲမှာပွဲအမည်ဆိုတာယွန်းစာလုံးတွေထက်ပိုမိုအစွမ်းထက်ပြီးအလွန်ရှားပါလာတဲ့အရာဖြစ်လို့ပါပဲဒီပွဲအမည်ရဲ့စွမ်းရည်ကတော့သူတိတ်ဆုံးသွားပြီးနောက်ဝိညာဉ်အတွင်တရံနဲ့တမိနစ်ခန့်နေထိုင်နိုင်မှာဖြစ်ပြီးထိုတော့အတွင်းမှာအချိန်မရွေးတွေးပြင်းနဲ့ပြန်လဲရှင်းတန်နိုင်မှာဖြစ်ပါတယ်ကုသရေးပိုင်းမှာအတန်မာဆုံးဖြစ်တဲ့နက်ဆီယာအလုတ်ကန်ရဲ့ရှင်းတန်ခြင်းစွမ်းရည်တောင်လူကိုအသက်30%နဲ့ပဲရှင်းတန်စေနိုင်တာပါဒီစွမ်းရည်ရှိမှတော့သူဒီတစ်ခေါက်မှာဂိမ်းကိုအပြီးတိုင်အောင်မြင်အောင်ဆော့နိုင်တော့မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ပြဿနာတွေထပ်မံကြီးထွားလာအောင်သူကပွဲအမည်ကိုဆက်လက်ဝတ်ထားဖို့ရွေးချယ်လိုက်ပါတယ်သူအကျော်ဆိုင်ရင်ပတ်ပတ်လဲကိုကြည့်လိုက်ရအခြားသူတွေရဲ့ quest တွေလည်းပြီးတလောက်ဖြစ်နေပြီဆိုတာတွေ့လိုက်ရပြီးတန်တရားမတိုင်ခင်ကသူ့ကိုအမြဲအနိုင်ကျင့်ခဲ့တဲ့လူမိုက်ယုံမင်းကလည်းဒီတစ်ချိန်မှာအသက်ရှင်ကျန်ရစ်နေခဲ့ပါတယ်အင်ဂျယ်ကကောင်းကင်ကနေကြည်ရင်ပူပူပြီးပြင်းစရာကောင်းလာတယ်လို့ခံစားနေရပါတယ်လူဦးရေကအဆက်မပြတ်အသက်ခံနေရပေမဲ့ကော်ပလင်ရေအတွက်ကလည်းတိတ်မကြံတော့ပါဘူးဒါနဲ့သူကအတောင်ပံတွေကိုခရင်အောက်ကလူတွေကိုပိုပြီးပျော်ပျော်ပါပါဆော့ချင်ကြလာလို့လှမ်းမေးပါတယ်အခုတင်ပဲငရဲလိုစစ်ပွဲကိုကြုံတွေ့ထားရတဲ့လူတွေကတော့စကားတော်မဆိုနိုင်ကြတော့ပါဘူးထို့နောက်မြေပြင်ပေါ်ကအလောင်းတွေကတစ်ခုပြီးတစ်ခုအလိုလျောက်ပြောက်ကွယ်သွားကြပါတယ်စစ်တလင်းရှင်းလင်းသွားပြီးနောက်မလန့်မကန့်မှာထူထပ်လာတဲ့အလင်းတန်းကြီးတွေပေါ်လာပြီးနောက်တစ်စက္ကန့်မှာတော့မိုးရေစက်တွေလိုတိတ်သေးလာတဲ့ကော်ပလင်အုပ်ကြီးကထိုအလင်းတန်းတွေထဲကနေပြေးထွက်လာကြပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူတွေကတော့လုံးဝကိုစွန့်သွားကြပါတော့တယ်ထိုအင်ဂျယ်ကတော့ဖောက်ပြန်နေတဲ့အပြုံးကြီးနဲ့မင်းတို့ quest ပြီးမြောက်ဖို့အတွက်နောက်ထပ်ကော်ပလင်9000ထပ်ခေါ်ပေးထားတယ်ဒါဆိုရင်အရေးအတွက်မလောက်မှာကိုမကြောက်ရတော့ဘူးမလားလို့ပြောလိုက်ပါတယ်အင်ဂျယ်ရဲ့အမိတ်ပေးတဲ့အတူကော်ပလင်တွေကလူအုပ်စီကိုအယိုးမူပြေးဝင်သွားကြပါတယ်ငရဲတစ်ခုကနေလွတ်မြောက်လာကရှိသေးတဲ့လူတွေဟာနောက်ထပ်ငရဲတစ်ခုတွေကိုထပ်မံနစ်မြုပ်သွားရပြန်ပါပြီအခုချိန်မှာတော့လူတွေဟာအသက်ရှင်တန်ရဲ့အတွက်နီလမျိုးစုံကိုအသုံးပြုလာကြပြီးမိမိအဖို့ကိုတစ္ဆာဖောက်ဖို့တောင်ဝင်မလေးကြတော့ပါဘူးဒါပေမဲ့ဒါကလည်း quest ပြီးမြောက်တဲ့သူအရေးအတွက်ကိုအမြောက်များတိုးတက်လာစေပါတယ်တိုက်ပွဲဆက်လက်ဖြစ်ပွားနေရင်လူများစွာကဖြည်းဖြည်းချင်းအသားကျလာကြပြီးစောစောကလေးက quest ပြီးထားတဲ့သူကတော့မူလနေရာမှာပဲတိတ်တဆိတ်ထိုင်နေပါတယ် quest ပြီးသွားရင်အလင်းတန်းတစ်ခုကလာရောက်ဖို့အုပ်ထားမှာဖြစ်လို့အခြားသူတွေဝင်လာလို့မရတယ်လို့ကိုယ်တိုင်လည်းထွက်သွားလို့မရပါဘူးမြေပြအဲ့ဒီခုလုံးမှာညီးတွားတန်တွေနဲ့ခွဲခွာခြင်းဝမ်းနည်းမှုတွေပြည့်နေနေတာကအင်ဂျယ်ရဲ့စိတ်ကိုအလွန်မင်းစိတ်လှုပ်ရှားစေပါတယ်ဒါပေမဲ့အချိန်2နာရီခွဲခန့်ကုန်လွန်သွားပြီးနောက် quest ပြီးမြောက်သူအရေးအတွက်က413ယောက်ထိရောက်ရှိလာပြီးတစ်ချိန်တည်းမှာပဲအားလုံးရဲ့ပတ်ပတ်လည်မှာရှိတဲ့ goblin တွေလည်းပျောက်ကွယ်သွားပါတယ်အဲ့ဒီအချိန်မှာအင်ဂျယ်ကလူဦးရေရဲ့တဝက်က quest ပြီးသွားပြီဖြစ်လို့ကျန်တဲ့သူတွေကိုတော့ပယ်ဖြတ်သွားမှာဖြစ်ကြောင်းအတန်ကျဲကြီးနဲ့ကြေညာလိုက်ပါတယ်အားလုံးသတိမဝင်ခင်မှာပဲ quest မပြီးသေးတဲ့သူတွေရဲ့ခန္ဓာကိုယ်ကဖြည်းဖြည်းချင်းပျောက်ကွယ်သွားကြပြီး quest ပြီးသွားတဲ့သူတွေတောင်မှဒီလိုအေးဆက်လာတဲ့စီကံချက်ကြောင့်တုံလုံးချောက်လန့်သွားကြရပါတယ်ထို့နောက်အင်ဂျယ်ကအခုအိမ်ပြန်လို့ရပြီဖြစ်တဲ့အတွက်အသက်ရှင်ကျန်ရစ်သူတွေပျော်ပျော်ရွှင်ရွှင်နေကြဖို့ပြောလိုက်ပါတယ်ဒါပေမဲ့မထွက်ခွာခင်မှာအင်ဂျယ်ကအားလုံးကိုအဆင့်တက်မှတ်ချက်ကိုပြသပေးပါတယ်ပထမဆုံးကတော့လက်ရှိဆုံးရဲ့အဆင့်တက်မှတ်ချက်ဖြစ်ပြီးသူ့နာမည်ကတန်တရားဖြစ်เสียရမလို့ပဲပထမနေရာမှာရှိနေပါတယ်ထို့နောက်ဆုံးအားလုံးရဲ့အဆင့်တက်မှတ်ချက်မှာလည်းသူ့နာမည်ကပထမနေရာမှာပဲဆက်ရှိနေပါတယ်သူကအဆင့်တက်မှတ်ချက်ဆုလက်နှစ်ခုအပြင်ရွှေတင်ကားတဲ့သူညရဲ့ quest ဆုလက်ကိုပါရရှိခဲ့ပါတယ်ဒါပေမဲ့ရွှေတင်ကားတွေကိုတော့လက်တွေ့လောကထဲမှာစိုင်ကိုဖွင့်လှစ်ပြီးမှသာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါနဲ့လူအားလုံးကသူ့ကိုသိရှိသွားကြပြီးသူလိုချင်တဲ့လူအများရှိလူစွမ်းကောင်းလုပ်ပြခြင်းရည်ရွယ်ချက်ကိုအောင်မြင်သွားပါတယ်အင်ဂျယ်ကဒါကိုကြည့်ပြီးတကဘာလုံးရဲ့ပထမနေရာကသူ့ရဲ့စီရင်စုစုံထဲမှာပေါ်လာလိမ့်မယ်လို့မထင်မှတ်ထားတဲ့အတွက်အံ့ဩသွားပြီးသူ့ကိုမေးဖို့တစ်ခုဖြေပေးနိုင်မလားလို့လှမ်းမေးပါတယ်သူကတော့အေးအေးဆေးဆေးပဲမေးလေးလို့ပြောလိုက်ပါတယ်ဒါနဲ့အင်ဂျယ်ကမင်းပါဖြစ်လို့ဒီလောက်တောင်တမန်နေရတာလဲရှားပါလာတဲ့ရုံးစာလုံးတွေကိုမဲနိုင်ရရှိထားလို့လားဒါမှမဟုတ်ဆိုပြီးစကားတော်မဆုံးသေးခင်မှာပဲသူကစနစ်ကိုချက်ချင်းပိတ်ပစ်လိုက်ပြီးစိတ်ထဲကနေချိန်စာတင်းနဲ့အမိုက်လို့ဆဲရေးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမေကုန်းကသူ့ကိုယ်သူအားလုံးကိုသိမြင်နေတဲ့သူမဟုတ်ဘူးဆိုတာကိုဖော်ပြလိုက်တယ်လို့ဖြစ်သွားလို့ပါပဲသူကတော့လှောင်ပြောင်တဲ့တန်နဲ့မင်းကကိုယ့်ရဲ့ status window ကိုတိုက်ရိုက်မြင်နိုင်တာမဟုတ်ဘူးလားလို့ပြန်မေးလိုက်ပါတယ်အဲ့ဒီစကားကြောင့်အင်ဂျယ်ကစကားတွေထစ်ထစ်အဖြစ်သွားပြီးဟုတ်ပါတယ်ငါကမြင့်မြတ်တဲ့အင်ဂျယ်ပဲအချက်လက်အားလုံးကိုမြင်နိုင်တာပေါ့စောစောကစမ်းတက်ကြည့်ုံတက်ပါလို့ပြန်ပြောပါတယ်ထို့နောက်သူကကျင်နာတက်တဲ့အပြုံးတစ်ခုကိုပြသပြီးအင်ဂျယ်လေးကျွန်တော်တောင်းဆိုချက်တစ်ခုတောင်းဆိုလို့ရမလားလို့မေးလိုက်ပါတယ်အင်ဂျယ်ကဒါကိုကြားပြီးကြောင်အန်းသွားခဲ့ရပါတယ်တိတာကလူသားတစ်ယောက်ကသူ့ကိုအခုလိုစကားမျိုးပြောရလိမ့်မယ်လို့မထင်မှတ်ထားလို့ပါပဲသူကဆက်ပြီးဒီပထမနေရာရဲ့ဆုလက်ကအရန်ကိုတနာစရာကောင်းလုံးတယ်လို့ပြောလိုက်ပါတယ်ဒီစကားထွက်လာတာနဲ့ကွင်းထဲကလူအုပ်ကြီးလုံးဝကိုလက်ဖြတ်သွားကြပါတော့တယ်သူတို့ကသူ့ရဲ့စွမ်းရည်ကတမတယ်ဆိုတာသိပေမဲ့ဒါကအင်ဂျယ်ကိုစိန်ခေါ်ရဲတဲ့အထိအရင်ကြီးမဟုတ်ဘူးဆိုတာကိုသိနေလို့ပါပဲတတိဝင်လာတဲ့အင်ဂျယ်ကရက်ဆက်ကြမ်းကြုတ်တဲ့မျက်နှာထားနဲ့မင်းစောစောကဘာပြောလိုက်တာလဲလို့မေးရသူကလည်းမျက်နှာမပြတ်ပဲစောစောကစကားကိုပဲထပ်မံပြောကြားခဲ့ပြီးမိမိကိုပုံမကောင်းမွန်တဲ့ဆုလက်တွေပေးဖို့မျှော်လင့်ကြောင်းပြောလိုက်ပါတယ်ဒီစကားကြောင့်သူဟာပတ်ပတ်လေကလူအားလုံးရဲ့အာယုံဆိုင်မှုကိုချက်ချင်းရရှိသွားပါတယ်အခုချိန်မှာအင်ဂျယ်ကငါ့လိုနှိမ့်ချလာတဲ့လူသားတစ်ယောက်ကသူ့ကိုတောင်းဆိုချက်လာတောင်းနေတယ်သူအစပိုင်းမှာကောင်းကောင်းဆွမ်းဆောင်နိုင်ခဲ့လို့စိတ်ဝင်စားမှုရှိခဲ့ပေမဲ့အခုတော့ကော်ပလင်နဲ့ငယ်တက်နိုင်ုံနဲ့သူ့ကိုလာပြီးအလေးနဲ့မထားတာပဲလို့စိတ်ထဲကတွေးနေပါတယ်ဒါနဲ့သူကလက်ကိုမြှောက်ပြီးအလုံးစုံစွမ်းပကားကိုအသုံးပြုကသူ့ကိုဖျက်ဆီးပစ်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့သူကမိမိရဲ့ဖျက်ဆီးခြင်းစွမ်းပကားကိုပထမဆုံးဆင်းသက်လာစဉ်ကလူတွေကိုချင်းချောက်ဖို့အတွက်တုံးဆွဲခဲ့ပြီးပြီဆိုတာကိုချက်ချင်းတတိယသွားပါတယ်ရုတ်တရက်သူကနီးလက်တစ်ခုကိုစဉ်းစားမိသွားပြီးလောင်ပြုံးနဲ့မင်းကပိုကောင်းတဲ့ဆုလက်ကိုလိုချင်တာပေါ့ဟုတ်လားလို့မေးပါတယ်ပြောပြတာနဲ့သူကမြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းဆင်းသက်လာပြီးအခြားသူတွေကိုဒီနေရာမှာပဲစောင့်ဆိုင်နေဖို့ပြောကသူ့ကိုတီးတန့်ဆွေးနွေးဖို့အတွက်တောအုပ်ငယ်လေးတွေကိုခေါ်ဆောင်သွားပါတယ်အင်ဂျယ်ရဲ့ဒီလောက်ရက်ကကွင်းတစ်ခုလုံးကိုချက်ချင်းပောက်ကွဲသွားစေပြီးအားလုံးကတူတူနဲ့စတင်ပြောဆိုလာကြပါတယ်အင်ဂျယ်ကတကယ်ကိုဆုလက်ပေးလိမ့်မယ်လို့မထင်မှတ်ထားကြပါဘူးယုံမင်းကတော့သူ့ကိုကြည့်ရင်အနှဲငယ်ရင်းနှီးနေတယ်လို့ခံစားနေရပါတယ်တောအုပ်ငယ်လေးတွေရောက်တဲ့အခါအင်ဂျယ်ကသူကမိမိနဲ့အနှဲငယ်ဝေးကွာနေတာကိုမြင်ပြီးမြန်မြန်လိုက်လာဖို့လှမ်းပြောပါတယ်စနစ်ကပေးထားတဲ့ဆုလက်ကိုဘလို့
ပြောင်းလဲရမလဲလို့စဉ်းစားနေတော့ရုံမှလာတဲ့စိတ်ကူးတစ်ခုကခေါင်းထဲဝင်လာပါတယ်အဲ့ဒါကတော့သူ့ကိုဖျက်ဆီးပစ်ဖို့ပါပဲဒါနဲ့သူကရှေ့ကိုကြည့်ပြီးအဲ့ဒီကြောက်တုံးကြီးကိုကြော်ဖြတ်ပြီးတာနဲ့သူ့ကိုလက်စဖြောက်ဖို့ပြင်လိုက်ပါတယ်နေရာကိုရောက်တဲ့အခါသူကလှည့်ကြည့်ပြီးမင်းဘလို့ဆုလက်မျိုးကိုလိုချင်တာလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့သူ့ကိုပြန်လဲဖြေချလိုက်တာကတော့သူ့ရဲ့ကြည်စံလိုအရှိန်ပြင်းလာတဲ့လက်တိချက်ပဲဖြစ်ပါတယ်အင်ဂျယ်ဘာမှတေချာမတုတ်ပြန်နိုင်ခင်မှာပဲလက်တိကသူ့မျက်နှာတက်တဲ့ကိုတန်တန်ရှင်းရှင်းမှန်သွားခဲ့ပါတယ်ပြင်းထန်လာတဲ့ရိုက်ခတ်မှုကြောင့်သူ့ကို2 မီတာခွဲလောက်နောက်ကိုလွတ်ထွက်သွားစေပါတယ်အခုချိန်မှာသူ့ကောင်းထဲမှာဗလာကျင်းသွားခဲ့ရပါတယ်လဲကျသွားပြီးနောက်သူချက်ချင်းထွက်ပြီးလက်ခန်းထောင်ကိုတုတ်လိုက်ရမိမိဟာနှင်းကျလာတဲ့လူသားတစ်ယောက်ရဲ့လက်ချက်နဲ့တွေးထွက်သွားရပြီဆိုတာကိုတွေ့လိုက်ရပါတယ်ဒါနဲ့သူချက်ချင်းထပြီးသူ့ကိုပြန်လဲတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့လှည့်ကြည့်လိုက်တဲ့အခါရှေ့မှာလူရိတ်တောင်မရှိတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့သူကတော့အချိန်ပြင်းချီလန်းနဲ့သူ့ရဲ့နောက်ကျောဘက်ကိုရောက်ရှိနေပြီဖြစ်လို့ပါပဲထို့နောက်သူကအင်ဂျယ်ရဲ့နောက်ကျောကအတောင်ပံတွေကိုအခွင့်ကောင်းယူကဖန်ဆွဲလိုက်ပါတယ်ဒါကိုတတိထားမိတဲ့အင်ဂျယ်ကနောက်တစ်ချိန်ပြန်လှည့်ဖို့ပြင်ပေမဲ့သူ့ရဲ့နောက်ထပ်လက်တစ်ဖက်ကတော့အင်ဂျယ်ရဲ့လေဘင်းနောက်ကျောကိုညှစ်ထားပြီးသားဖြစ်နေပါပြီနောက်တစ်စက္ကန့်မှာပဲဘယ်ဘက်လက်ရဲ့အားဆိုင်မှုနဲ့တူအင်ဂျယ်ရဲ့အတောင်ပံတွေကိုအရှင်လက်လက်ဆွဲဖြတ်ပစ်လိုက်ပါတော့တယ်ဒါပေမဲ့သူအခုလိုနဲ့တင်ရက်မနာပဲသူ့ကိုခြေထောက်နဲ့နင်းထားပြီးနောက်ထပ်အတောင်ပံတစ်ဖက်ကိုပါထပ်မံဖန်ဆွဲလိုက်ပါတယ်နောက်ဆုံးမှာတော့အင်ဂျယ်ရဲ့နာကျင်စွာအော်ဟစ်တန်တွေနဲ့အတူသူကအတောင်ပံနှစ်ဖက်လုံးကိုဆွဲဖြတ်ပစ်လိုက်ပါတယ်ဒါရီအားလုံးကမြန်ဆန်လုံးလို့နာကျင်မှုကခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားတဲ့အချိန်မှသာအင်ဂျယ်ဟာဒါရီအားလုံးကတကယ်အရှိတရားဖြစ်တယ်ဆိုတာကိုနားလည်သွားပါတော့တယ်ထို့နောက်သူကဘယ်လိုလဲနားတယ်မလားလို့ထပ်မံမေးမြန်းပါတယ်အင်ဂျယ်ကတုံတုံရင်ရင်နဲ့ဒါပေါ့မင်းလည်းမိနစ်အနည်းငယ်ကြာရင်ငါ့ကိုဒီလိုမေးခွန်းမျိုးမေးရလိမ့်မယ်လို့ပြောရင်ဟီဟီဟီဆိုတဲ့လောင်ရတန်နဲ့အတူပြောလိုက်ပါတယ်ဒီစကားကြောင့်အင်ဂျယ်ကဒေါသတကြီးထွက်ပြီးမင်းဘာတွေပြောနေတာလဲငါနားမလည်ဘူးလို့ပြောပါတယ်သူကမြေပြင်ပေါ်ကအတောင်ပံတွေကိုကောက်ယူပြီးမင်းကအတောင်ပံထဲမှာဝတ်ထားတဲ့ဓာတ်မြောင်ကိုတုံးပြီးငါ့ကိုဖျက်ဆီးပစ်ဖို့ကြံစည်နေတာမဟုတ်ဘူးလားလို့မေးပါတယ်ဒါပေမဲ့အင်ဂျယ်ကငါမင်းကိုဖျက်ဆီးပစ်ဖို့ဘယ်တော့မှမစဉ်းစားခဲ့ဘူးအခုလိုယုံညံ့လာတဲ့မူတာဝါဒတွေနဲ့ခွင့်လွှတ်ပေးဖို့လာမတောင်းပန်နဲ့တော့လို့ပြောပါတယ်မင်းရဲ့မျက်နှာကိုကြည့်တာနဲ့တင်ငါအားလုံးကိုသိတယ်လို့သူပြောလိုက်ပါတယ်ဘီလီယယ်ကသူ့ရဲ့နာမည်ကိုသူခေါ်လိုက်တာကိုကြားပြီးနောက်လုံးဝကိုတုံ့လုံးချောက်လန့်သွားပါတယ်သူဟာလူသားတစ်ယောက်မျှသာဖြစ်ပြီးမိမိလိုမြင့်မြတ်လာတဲ့အင်ဂျယ်ရဲ့နာမည်ကိုဘယ်လိုဖြစ်လို့သိနေရတာလဲဆိုတာကိုသူစဉ်းစားလို့မရဖြစ်နေပါတယ်သူကတော့ဒီလောက်များကြီးသိဖို့မလိုဘူးလို့ပြောပြီးကြောပိုးအိတ်ကိုဖွင့်ကစောစောကတင်ရရှိခဲ့တဲ့ဓာတ်မြောင်ကိုထုတ်ယူလိုက်ပါတယ်သူလက်နဲ့ထုတ်လိုက်တာကိုမြင်လိုက်ရတဲ့ဘီလီယယ်ကလုံးဝကိုပြပြတလဲဖြစ်သွားပြီးကြောက်လန့်တကြားနဲ့မင်းပါလို့မလို့လဲငါလက်ညှိုးတစ်ချက်လှုပ်လိုက်တာနဲ့မင်းကောင်းကိုပောက်ကွဲသွားအောင်လုပ်နိုင်တယ်လို့ချင်းချောက်ပါတယ်ဒါပေမဲ့သူကတော့မင်းရဲ့လူတက်နိုင်တဲ့စွမ်းရည်ကစောစောကလေးကကုန်းဆုံးသွားပြီဆိုတာကိုကွင်းပြင်မှာတင်ချက်ချင်းဖွင့်ချလိုက်ပါတယ်ဒီအခြေအနေကိုမြင်တော့ဘီလီယယ်ကမင်းကကိုတက်လိုက်ရင်ငါရဲ့အဖော်တွေကလုံးဝကိုငြိမ်ခံနေမှာမဟုတ်ဘူးလို့ထပ်မံပြောပါတယ်အဖော်ဆိုတဲ့စကားကိုကြားတော့သူကဟဲဟဲလို့ရဲပြီးအင်ဂျယ်တွေဆိုတာကိုအကျိုးစီးပွားကိုပဲကြည့်တတ်တဲ့အတ္တသမားတွေပဲသူတို့ကအခြားသူတွေရဲ့ကိစ္စကိုဝင်မရှုပ်တယ်လို့အဖော်တွေရဲ့အသက်အန္တရာယ်ကိုလည်းဂရုမစိုက်ဘူးလို့ပြန်ပြောပါတယ်ထို့နောက်ဘီလီယယ်ကငါမင်းကိုအချက်လက်တွေပေးနိုင်တယ်ငါတည်သွားရင်မင်းအိမ်ပြန်လို့ရမှာမဟုတ်ဘူးလို့ထပ်မံပြောပါတယ်သူကချက်ချင်းပဲညှင်းဆိုလိုက်ပြီးဒါကမင်းပြောသလိုဖြစ်လာမှာမဟုတ်ဘူးဂိမ်းကတန်တက်ချက်ပြီးသွားတာနဲ့စနစ်ကငါ့ကိုအလိုလျောက်ပြန်ပို့ပေးမှာပဲပြီးတော့ငါအချက်လက်လိုချင်နေဆိုရင်လည်းမင်းကိုအမှန်တိုင်းပြောပြတဲ့အထိနှိပ်စက်လို့ရတာပဲဒါပေမဲ့တကယ်တမ်းကျတော့မင်းကလမ်းညွှန်ပေးုံတက်တက်ပဲလောက်ရတဲ့ရုပ်တရုပ်ပဲလေမင်းကဘာအချက်လက်ကိုတိမှမို့လို့လဲလို့ပြောပါတယ်ဘီလီယယ်ကဒါကိုကြားပြီးမင်းဒါရီအားလုံးကိုဘယ်လိုတိနေတာလဲလို့အော်တုံလို့ဆိုတာမေးမြန်းပါတယ်ဒါပေမဲ့သူကတော့ဒီမေးခွန်းကိုပြန်လဲဖြေချဖို့မပြင်တော့ပဲအချိန်ပြင်းချီလန်းနဲ့ရှေ့ကိုတိုးဝင်ပြီးဓာတ်မြောင်ကိုသူ့ရဲ့ရင်ဘက်တက်တဲ့ကိုထိုးဆိုင်လိုက်ပါတော့တယ်သူအားဆိုင်လိုက်တာနဲ့အတူထက်မြက်လာတဲ့ဓာတ်မြောင်ကသူ့ကိုအပီးတိုင်ဖောက်ထွက်သွားပြီးသူကလည်းအဲ့ဒီအနက်အသက်မကောင်းတဲ့ပါဆက်ကြီးကိုအပြပြီးတိုင်ပိတ်သွားပါတော့တယ်နောက်တစ်စက္ကန့်မှာပဲစနစ်ကအင်ဂျယ်အသက်ခံလိုက်ရပြီဖြစ်ကြောင်းအကြောင်းကြားစာထုတ်ပြန်လိုက်ပါတယ်သူဟာအင်ဂျယ်ကိုပထမဆုံးတက်ဖြတ်နိုင်ခဲ့တဲ့ကစားသမားဖြစ်တဲ့အတွက်အင်ဂျယ်တက်သမားဘွဲအမည်ကိုရရှိခဲ့ပြီးဒါကမြင့်မြတ်လာတဲ့နက်ဖျားစနစ်ရန်သူတွေနဲ့ရင်ဆိုင်ရတဲ့အခါမိမိရဲ့စွမ်းရည်တွေကိုနှစ်ဆတိုးတက်စေမှာဖြစ်ပါတယ်ဒါတွေအားလုံးကသူ73ချိန်မြောက်တန်တရားတုန်းကပထမဆုံးအင်ဂျယ်ကိုတက်ပြီးမှသာသိရှိခဲ့ရတဲ့အချက်လက်တွေဖြစ်ပါတယ်ပြီးတော့ပထမဆုံးအချိန်အင်ဂျယ်ကိုတက်ပြီးနောက်မှာအင်ဂျယ်ရဲ့ဒီဆက်တစ်ဆက်တင်မကပဲတက်ဖြတ်ခြင်းရုံးစာလုံးတစ်ခုကိုပါရရှိမှာဖြစ်ပါတယ်သူဒီရုံးစာလုံးကိုရရှိတဲ့အချိန်မှာဒါဟာသူ့ပေါ်အလိုလျောက်တစ်စိတ်ခတ်နေသွားပြီးဒီရုံးစာလုံးကသူရန်သူတစ်ကောင်ကိုတက်လိုက်တိုင်းစွမ်းရည်အားလုံးကို100%တိုးတက်စေမှာဖြစ်ပါတယ်သူအင်ဂျယ်ကိုလိုက်လံတက်ဖြတ်ရတဲ့တကယ်အကြောင်းရင်းကတော့ဒီအင်ဂျယ်ရဲ့တွေးဆက်ကြောင့်ပဲဖြစ်ပြီးဒါကသူ့ကိုတစ်ခုတည်းသောအလုတ်ကန်ဖြစ်တဲ့တေမင်းအဖြစ်ပြောင်းလဲပေးနိုင်လို့ပါပဲဒီဂိမ်းထဲကကစားသမားတိုင်းဟာ level 30ကိုရောက်တဲ့အခါအလုတ်ကန်ပြောင်းလဲခွင့်တစ်ချိန်ရရှိမှာဖြစ်ပါတယ်ဂိမ်းထဲမှာစုစုပေါင်းမတူညီတဲ့အလုတ်ကန်30ရှိပြီးပြောင်းလဲတဲ့နည်းလမ်းကလည်းအလွန်ရိုးရှင်းပါတယ်ပုံမှန်အားဖြင့်ဘီလူချိုကိုတက်ဖြတ်ပြီးတက်မှတ်ချက်ပြည့်မီရင်တက်ဆိုင်ရာအလုတ်ကန်ပြောင်းလဲခြင်းပစ္စည်းကိုရရှိနိုင်ပါတယ်တေမင်းကတစ်ခုတည်းသောအလုတ်ကန်ဖြစ်ရတဲ့အကြောင်းရင်းကတော့အဲ့ဒီတက်မှတ်ချက်ကိုပြည့်မီဖို့အတွက်အင်ဂျယ်ကိုပထမဆုံးတက်ဖြတ်တဲ့ကစားသမားဖြစ်ရမှာမို့လို့ပါပဲတေမင်းကအလုတ်ကန်အားလုံးရဲ့ထိပ်သီးနေရာမှာရှိနေတာဖြစ်ပြီးပုံမှန်အလုတ်ကန်တွေကတော့ဒါနဲ့လုံးဝနှိုင်းယှဉ်လို့မရနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာအပိုဆောင်စွမ်းရည်တိုးမြင့်မှုတွေနဲ့အဆင့်မြင့်ရုံးစွမ်းရည်တိစောက်မှုတွေရှိနေလို့ပါပဲအင်ဂျယ်ရဲ့တွေးဆက်ကိုတင်ဆက်ပြီးနောက်သူကစုံအားလုံးရဲ့ပထမနေရာကနေရရှိခဲ့တဲ့တစ်တာကိုဖွင့်ဖို့ပြင်လိုက်ပါတယ်တစ်တာပွင့်သွားတာနဲ့အတူသူရှိမှရွေးချယ်စရာ၃ခုပေါ်လာပါတယ်ပထမကတော့ဒုတိယအလှည့်ဂိမ်းတွင်းမှာအတွေ့အကြုံ၃ဆရရှိဖို့ဒုတိယကတော့ရွှေတင်ကားနဲ့သူညရရှိဖို့တတိယကတော့ဒုတိယအလှည့်ဂိမ်းရဲ့အချက်လက်တွေကိုရရှိဖို့ဖြစ်ပါတယ်သူ့အတွက်တော့အခုချိန်မှာအရေးကြီးဆုံးကမြန်မြန်level 30ရောက်အောင်လုပ်ပြီးတေးမင်းဖြစ်ပြောင်းလဲဖို့ဖြစ်တဲ့အတွက်သူကဘာမှတွတ်ဆုံမနေပဲပထမဆုံးအချက်ဖြစ်တဲ့အတွေ့အကြုံတိုးမြင့်ခြင်းကိုပဲရွေးချယ်လိုက်ပါတယ်ဒီတစ်ချိန်တန်တရားဟာသူ့ရဲ့နောက်ဆုံးပြန်လည်ရောက်ရှိခြင်းဖြစ်မှာဖြစ်လို့သူကမိမိရဲ့စွမ်းဆောင်ရည်အားလုံးကိုအသုံးချပြီးအမြန်ဆုံးတန်မာလာအောင်လုပ်ရမှာဖြစ်ပါတယ်မြေပြင်ပေါ်ကအင်ဂျယ်ရဲ့အလောင်းကဖြည်းဖြည်းချင်းပျောက်ကွယ်သွားတာနဲ့အတူလူတိုင်းရဲ့ဖန်တော်ပေါ်မှာဂိမ်းပြီးဆုံးခြင်းအချင်းချုပ်ကွက်လက်ပေါ်လာပြီးဒုတိယလှည့်ဂိမ်းကိုဖေဖော်ဝါရီ၁ရက်နေ့မှာစတင်မှာဖြစ်ကြောင်းဖော်ပြထားပါတယ်ထို့နောက်လူတွေကလက်တွေ့လောကထဲမှာတယောက်ပြီးတယောက်ဖြည်းဖြည်းချင်းပြန်လို့လာကြပါတယ်အစကတော့လူတွေကအခုဖြစ်ပျက်ခဲ့တာအားလုံးကိုအိမ်မက်တစ်ခုလို့ထင်နေကြပေမဲ့အဲ့ဒီအိမ်မက်ထဲမှာတည်ဆုံသွားတဲ့သူတွေကအခုထိပြန်လို့မလာသေးတာကိုတွေ့ရတဲ့အခါမှသာစောစောကဖြစ်ပျက်ခဲ့ဒါအားလုံးကတကယ်အရှိတရားဖြစ်နိုင်တယ်ဆိုတာကိုသတိပြုမိသွားကြပါတယ်ပက်လေကအလောင်းတွေကိုကြည့်ပြီးသူတို့စိတ်ထဲမှာဝမ်းသာခြင်းမရှိပဲအဆုံးမရှိတဲ့ကြောက်ရွံ့မှုတွေပဲရှိနေပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်တစ်လက်ဂိမ်းမှာသူတို့အသက်ရှင်နေပြန်လာနိုင်မှာမလားဆိုတာမသိကြလို့ပါပဲဒါပေမဲ့အချို့သူတွေရဲ့မျက်ဝန်းထဲမှာတော့မျှော်လင့်ချက်နဲ့တောက်တမှုတွေရှိနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဂိမ်းထဲမှာချမ်းသာတဲ့သူဖြစ်ဖြစ်ဘလို့အာဏာရှိသူပဲဖြစ်ဖြစ်အသက်ရှင်တန်နိုင်မဲ့အခွင့်အရေးကအတူတူပဲဖြစ်ပြီးကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲမူတည်လို့ပါပဲသူ့ရဲ့အဖော်ကသူ့ဘေးပဲညာ
လိုက်ကြည့်နေတာကိုမြင်ပြီးဘာရှာနေတာလဲလို့မေးရယုံမင်းကအဲ့ဒီနောက်လိုက်ကောင်လေးဘာဖြစ်လို့ပျောက်နေတာလဲသူမေးလည်းမသွားခင်စက္ကန့်ပိုင်းလိုမှအဲ့ဒီကောင်လေးသူ့ဘေးမှာရှိနေတာကိုသူတေချာမှတ်မိတယ်လို့ပြောပါတယ်ဒါပေမဲ့တွေးကြည့်လိုက်တော့ထိုကောင်လေးပထမအလှည့်မှာတင်တေသွားပြီးထင်ပါတယ်လို့တွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူလှည့်ကြည့်လိုက်ရလူတစ်ယောက်ကခန္ဓာကိုယ်ပေါ်မှာချက်ဝတ်တစားဝတ်ဆင်ထားတာကိုမြင်လိုက်ရပြီးရုတ်တရက်သူ့စိတ်ကိုအလွန်မင်းစိတ်လှုပ်ရှားစေမဲ့အတွေ့တစ်ခုကောင်းနေဝင်လာပါဒါနဲ့သူကဂိမ်းထဲမှာလူမျိုး status bar ကိုခေါ်ယူဖို့စူးစမ်းကြည့်လိုက်ပါတယ်ဘေးကလူအုပ်ကြီးကဒါကိုမြင်ပြီးသူတို့လည်းတယောက်ပြီးတယောက်လိုက်လံစူးစမ်းကြည့်ကြပါတယ်သူတို့ဂိမ်းထဲမှာရရှိခဲ့တဲ့စွမ်းရည်တွေနဲ့ပစ္စည်းကိရိယာတွေကိုလက်တွေ့လောကထဲမှာလည်းအသုံးပြုနိုင်လိမ့်မယ်လို့မထင်မှတ်ထားကြပါဘူးဒါကိုတက်တည်ပြဖို့အတွက်ယုံမင်းကမြေပြင်ပေါ်ကကြောက်တုံးတုံးကိုငုံကောက်လိုက်ပါတယ်လက်ဖွားကိုအနှဲငယ်အားဆိုင်လိုက်တာနဲ့တင်မကြောလာတဲ့ကြောက်တုံးကြီးဟာပဲပြလူမျိုးအလွယ်တကူပဲကြေးမွသွားပါတယ်သူအခုခံစားနေရတာကဒီကဘာကြီးဟာတကယ်ကိုအံ့ဩစရာကောင်းပြီးခန့်ညားလုံးနဲ့ဆိုတာပါပဲညဘက်မှာတော့အဓိကရုပ်မြင်တန်ကြားလိုင်းတွေကဒီနေ့ဖြစ်ရက်ကိုအလူရဲ့သတင်းထုတ်ပြန်ကြပါတယ်ထုတ်ပြန်ချက်ထဲမှာအင်ဂျယ်လိုဝစ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ကွင်းပြင်ရဲ့ကောင်းကင်ထက်မှာပေါ်လာပြီးအင်ဂျယ်ကနိုင်ငံသားတစ်ယောက်ကိုလက်ညှိုးထိုးပြီးစကားတခုံပြောလိုက်တာနဲ့ထိုနိုင်ငံသားဟာနေရာမှာတင်ပောက်ကွဲတည်ဆုံသွားခဲ့ကြောင်းဖော်ပြထားပါတယ်အင်ဂျယ်ကနိုင်ငံသားတွေစီကိုလက်တစ်ဖက်လှမ်းလိုက်တာနဲ့တပြိုင်နက်လူပေါင်း1000ခန့်ရုတ်တရက်မေးလဲသွားခဲ့ပြီးစုံစမ်းစစ်ဆေးချက်အရမေးလဲသွားတဲ့သူတွေရဲ့အသက်ဟာ15နှစ်ကနေ20နှစ်ကြားဖြစ်ကြောင်းနဲ့အခြား128နိုင်ငံမှာလည်းအလားတူအခြားဒီနေမျိုးဖြစ်ပွားခဲ့ကြောင်းသိရပါတယ်သူဖုန်းထဲကသတင်းတွေကိုကြည့်ရင်ဒါကအစပဲရှိသေးတယ်အခုချိန်မှာစွမ်းရည်အလွန်တန်မာတဲ့သူမပေါ်သေးတဲ့အတွက်လုံခြုံရေးကအားလုံးပုံမှန်ပဲရှိသေးတယ်ဖြည်းဖြည်းချင်းကစားသမားတွေရဲ့လူပေါ်ပုံမြင့်လာတာနဲ့အမျှသူတို့ဟာလက်နက်တစ်ခုလိုဖြစ်လာပြီးစစ်တပ်တောင်မှနှိမ်နင်းဖို့ခက်ခဲတဲ့လူသားလက်နက်တွေဖြစ်လာလိမ့်မယ်လို့စိတ်ထဲကတွေးနေပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူကပြီးခဲ့တဲ့အချိန်နဲ့ငယ်တုန်းကလိုကဘာကြီးပြန်ပါတာဖြစ်သွားတာကိုဒီအတိုင်းထိုင်ကြည့်နေဖို့မရည်ရွယ်ပါဘူးမဟုတ်ရင်ဂိမ်းကအချိန်20မရောက်ခင်မှာတင်လူသားတွေဟာအချင်းချင်းတက်ဖြတ်ရင်ပျက်စီးခြင်းတို့ရောက်သွားကြပါလိမ့်မယ်သူ့ရဲ့ပြီးခဲ့တဲ့အချိန်နဲ့ငယ်ကစမ်းသပ်ချက်တွေအရအထီရောက်ဆုံးနီးလန်းကတော့အကျွမ်းမဲ့အင်အားနဲ့သူတို့ကိုနှိပ်ကွပ်ပြီးထိန်းချုပ်ဖို့ပဲဖြစ်ပါတယ်ပြီးခဲ့တဲ့အလှည့်တုန်းကကြာရှုံးခဲ့ရတာကသူ့မှာအသင်းဖော်မရှိခဲ့လို့ဖြစ်ပြီးအခုတော့သူ့စိတ်ထဲမှာမိမိရဲ့အသင်းဖော်ဖြစ်လာနိုင်မဲ့ယာထားသူအနေငယ်ရှိနေပါပြီမကြခင်မှာပဲသူ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အိတ်ခမ်းထဲဝင်ကြည့်လိုက်တော့ညီဖြစ်သူလူယွမ်ကအိပ်ပျော်နေပါပြီသူတို့ရဲ့မိဘတွေဟာရင်မတော်တဆမှုတစ်ခုကြောင့်ရုတ်တရက်ကွယ်လွန်သွားခဲ့ကြဒီနောက်သူဟာညီဖြစ်သူရဲ့တူးရဲသောအုပ်ထိန်းသူဖြစ်လာခဲ့တာပါသူငုံကြည့်လိုက်တဲ့အခါညီဖြစ်သူရဲ့လက်ပေါ်ကဒဏ်ရာအမာရုပ်ကသူ့ရဲ့အာယုံကိုဆွဲဆောင်သွားပါတယ်နောက်တနေ့မနေ့ကျမှသူကညီဖြစ်သူကိုနှိုးလိုက်ပါတယ်လူယွမ်ကဖုန်းကိုကြည့်ပြီး6နာရီပဲရှိသေးတာမို့လို့ဘာကိစ္စရှိလို့လဲလို့မေးပါတယ်သူကဘာမှတေချာမရှင်းပြပဲညီဖြစ်သူရဲ့ဆောင်ကိုချက်ချင်းဆွဲလန့်လိုက်ပြီးအဝတ်စားတစ်တီကမ်းဘေးကမိမိနဲ့အတူအပြင်ထွက်ဖို့ပြောပါတယ်လမ်းလျှောက်နေတော့လူယွမ်ကသူ့ရဲ့မျက်နှာအမူအရာကဒီလောက်တောင်တည်ကြည်နေတာကိုကြည့်ပြီးဘာပြဿနာဖြစ်နေတာလဲဆိုတာတွေးလို့မရဖြစ်နေပါတယ်သူကလည်းညီဖြစ်သူရဲ့စိတ်ထဲမှာဘာတွေးနေလဲဆိုတာသိတဲ့အတွက်ဖုန်းကိုထုတ်ပြီးမနေ့ညကဘာဖြစ်ခဲလဲဆိုတာကြည့်ဖို့ပြောလိုက်ပါတယ်ဒါနဲ့ညီဖြစ်သူကဖုန်းကိုယူပြီးမနေ့ညကသတင်းတွေကိုဖတ်ကြည့်ရမထင်မှတ်ပဲအင်ဂျယ်ပေါ်လာပြီးနိုင်ငံသားတွေကိုဖမ်းဆွဲသွားတယ်ဆိုတာတွေးလိုက်ရတဲ့ဖြင့်ဒါကတကယ်ပဲဘာဖြစ်တာလဲလို့အံ့ဩတုန်လှုပ်စွာမေးပါတယ်သူကတိတိကျကျပြောရရင်ဝိညာဉ်တွေကိုပဲဖမ်းခေါ်သွားတာလို့ပြောပြပါတယ်ညီဖြစ်သူကဒါကိုကြားပြီးအကိုလည်းအဲ့ဒီဂေါဘလင်ဆိုတဲ့ဘီလူကောင်ကြီးတရားကိုတက်ပြီးမှအသက်ရှင်လျက်ပြန်လာတာလားလို့မေးပါတယ်သူစီကနေအတီးပြုချက်ရရှိပြီးနောက်ညီဖြစ်သူကချက်ချင်းပြေးလာပြီးအကိုဒဏ်ရာရသွားသေးလားလို့စိုးရိမ်တကြီးမေးပါတယ်သူကမိမိမှာဘာမှမဖြစ်ဘူးလို့ပြောပေမဲ့ညီဖြစ်သူရဲ့စိုးရိမ်နေတဲ့စိတ်ကတော့ကျမသွားပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ကပိန်ပိန်ပါပါပဲရှိတာကိုညီဖြစ်သူကသိနေလို့ပါပဲသူကလည်းညီဖြစ်သူဘာတွေးနေလဲဆိုတာခံမှန်းမိတဲ့အတွက်ဂိမ်းထဲမှာစွမ်းရည်တန်ဖိုးဆိုတဲ့စနစ်တစ်ခုရှိပြီးဒါကကိုယ့်ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုတိုးတက်စေနိုင်ကြောင်းနဲ့ဖြစ်တတ်ကြရင်မိမိရဲ့ပုံစံကိုမြင်ရတဲ့အခါဒီလိုတွေးတော့မှမဟုတ်ကြောင်းပြောပြပါတယ်ညီဖြစ်သူကခြေလမ်းတွေကိုရက်လိုက်ပြီးအခုသွားမဲ့ဥတီချက်ကဘလဲလို့မေးရသူကလက်ကြည့်ပြီးဒီတစ်ခောက်ကတော့မင်းကိုအမြဲနိုင်ကျင့်နေတဲ့ဖန်တိုက်ခွေစီကိုတွားရှာမှလို့ပြောလိုက်ပါတယ်လူယွမ်ကဒါကိုကြားပြီးအကိုကဒီကိစ္စကိုဘယ်လိုဖြစ်လို့သိနေရတာလဲဆိုတာအံ့ဩသွားပါတယ်သူကပုံမှန်အားဖြင့်မိသားစုကိုလှုပ်ကြွေးဖို့အတွက်အလုပ်တွေအများကြီးလုပ်နေရတာကိုသိလို့သူအနိုင်ကျင့်ခံရရင်တော့အကိုကိုစိတ်မရှုပ်စေချင်လို့ဖုံးကွယ်ထားခဲ့တာပါသူကတော့ပထမဆုံးအကြိမ်တုန်းကဒီနေ့မှပဲဆေးရုံကဖုံးဆက်လာတာကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ်ဆေးရုံကိုရောက်သွားတဲ့အခါကျမှသာညီဖြစ်သူအနိုင်ကျင့်ခံရတယ်ဆိုတာကိုသိရှိခဲ့ရတာပါတစ်ချိန်တည်းမှာပဲဖန်တိုက်ခွေရဲ့ကိုတောင်ဟောင်းထဲမှာတော့လူငယ်အချို့မြဒီပြင်ပေါ်မှာလဲကျနေပြီးဖန်တိုက်ခွေကသူတို့ကိုခက်ကြမ်းကြမ်းကန်ကြောက်ရင်ဘာဖြစ်လို့သူ့အတွက်ပတ်စံမယူလာတာလဲလို့မေးမြန်းနေပါတယ်သူ့ရဲ့နောက်လိုက်တွေကတော့ဘေးကနေပျော်ပျော်ပါပါကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲကိုတောင်ရဲ့တကားကြီးကိုသူကတွန်းဖွင့်လိုက်ပါတယ်လာတဲ့သူကလူယွမ်ဖြစ်နေတာကိုမြင်တော့ဖန်တိုက်ခွေကမတိစိတ်ကနေရေမောလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူမော်တော်ဆိုင်ကယ်ဝယ်ဖို့ပတ်စံမရှိလို့စိတ်ညစ်နေတဲ့အချိန်ဖြစ်လို့ပါပဲလူယွမ်ကတော့အခုချိန်ထိအကိုကသူ့ကိုဒီနေရာကိုဘာဖြစ်လို့ခေါ်လာတာလဲဆိုတာနားမလည်သေးပဲကြောက်လန့်လွန်းလို့ခန္ဓာကိုယ်တစ်ခုလုံးတုန်နေပါတယ်ဒါပေမဲ့ဖန်တိုက်ခွေကသူ့ရဲ့မျက်ဝန်းတွေကိုမြင်လိုက်ရတဲ့အခါမျက်နှာမူရာကတည်ကြည်သွားပါတယ်တိုးတော်သူ့ရဲ့ခံဒါကိုကလူယွမ်လိုပဲပိန်ပိန်ပပရှိနေတာကိုမြင်တော့သူ့ကိုလုံးဝထက်မတွက်ပါဘူးသူ့ရဲ့အမိတ်ပေးတဲ့နဲ့အတူနောက်လိုက်ချို့ကသူတို့စီကိုရှောက်လာကြပါတယ်သူ့ရှိကိုရောက်တဲ့အခါရန်စားတဲ့အမူအရာမျိုးစုံလုပ်ပြနေပေမဲ့သူကတော့လုံးဝအလိုမလိုက်ပဲလက်တီးတစ်ချက်နဲ့တင်ထိုလူရဲ့မျက်နှာကိုပုံပြတ်သွားအောင်ထိုးချလိုက်ပါတယ်နောက်ကအဖော်ကဒါကိုမြင်ပြီးလက်တီးကိုချစ်ချစ်ပါအောင်စုပ်ကသူ့စီကိုပြေးဝင်လာပေမဲ့သူ့ရဲ့လှုပ်ရှားမှုတွေကသူ့မျက်စိထဲမှာတော့နှိကွေးလုံးလာပါတယ်သူကရှောင်တိန်လိုက်ပြီးနောက်ထပ်လက်တီးတစ်ချက်နဲ့ထိုလူရဲ့မျက်နှာကိုထပ်မံထိုးချလိုက်ပါတယ်နောက်ဆုံးမှာတော့သူကရိုးရိုးရှင်းရှင်းလက်တီးသုံးချက်နဲ့တင်သူတို့၃ယောက်လုံးကိုမြေပြင်ပေါ်မှာခွေချသွားပြီးပြန်မထနိုင်တော့အောင်လုပ်လိုက်ပါတော့တယ်ဒါပေမဲ့ဖန်တိုက်ခွေကတော့သူကလက်ဝဲနေနေပပတက်တဲ့အမိုက်စကောက်မဲလို့ထင်နေပြီးဒီလောက်စွမ်းရည်လေးနဲ့တော့မိမိကိုရှင်းနိုင်မှာမဟုတ်ဘူးလို့ယူဆနေပါတယ်သူကအေးအေးဆေးဆေးပြုံးပြီးမင်းတည်းမကြည့်ဘူးလားလို့မေးလိုက်ပါတယ်ဖန်တိုက်ခွေကသူ့ကိုအထင်သေးတယ်လို့ယူဆပြီးလက်တီးကိုမြောက်ကသူ့စီကိုတိုက်ခိုက်ပါတယ်သူ့ရဲ့တိုက်ခိုက်မှုအရှိန်ကနောက်လိုက်တွေထက်နှစ်ဆလောက်ပိုမြန်ပေမဲ့သူ့ကိုမိဖို့အတွက်ကတော့အလန့်ဝေးလုံးပါသေးတယ်သူ့ရဲ့တိုက်ခိုက်မှုအကြိမ်ကြိမ်ကိုသူကအလွယ်တကူရှောင်တိန်လိုက်ရဖန်တိုက်ခွေကမိမိအမြဲဂုဏ်ယူနေတဲ့လက်ဝဲပညာကဘာဖြစ်လို့ဒီနေရာမှာအသုံးမဝင်ရတာလဲဆိုတာစဉ်းစားလို့မရဖြစ်နေပါတယ်နောက်တစ်စက္ကန့်မှာသူကခန္ဓာကိုနှိမ့်လိုက်ပြီးလက်တီးနဲ့ထိုးလိုက်ရသူ့ရဲ့လှုပ်ရှားမှုကိုတေချာမမြင်လိုက်ရတဲ့ဖန်တိုက်ခွေဟာဒီလက်တီးချက်ကိုအပြည့်အဝခံလိုက်ရပါတယ်ဒါပေမဲ့သူကမိမိရဲ့ကီလို150ရှိတဲ့ခန္ဓာကိုယ်၄ချိန်ကိုအာကိုပြီးချက်ချင်းလဲမကျသွားပဲပြန်လဲတုတ်ပြန်တိုက်ခိုက်ပါတယ်တိုးတော့သူထိမှန်လိုက်တာကတော့လေတုတက်တက်ပဲဖြစ်ပါတယ်သူပြန်မလဲနိုင်သေးခင်မှာပဲသူကနောက်ထပ်လက်တီးတစ်ချက်နဲ့သူ့မျက်နှာကိုထပ်မံထိုးလိုက်ပါတယ်ဒီလောက်ရက်ကဖန်တိုက်ခွေကိုလုံးဝဒေါသထွက်သွားစေပြီးသူကယူသွတ်သွားတယ်လို့မျိုးသူ့ကိုအဆက်မပြတ်တိုက်ခိုက်ပါတော့တယ်အဲ့ဒီအချိန်ကျမှတတိဝင်လာတဲ့နောက်လိုက်တွေကမိမိတို့ရဲ့ခေါင်းဆောင်ကဘလို့ဖြစ်လို့မျက်နှာတစ်ပြင်လုံးဖူးရောက်အောင်အထိုးခံနေရတာလဲဆိုတာကိုမယုံနိုင်ဖြစ်နေကြပါတယ်ဖန်တိုက်ခွေကတော့ဆွဲမလျှော့သေးပဲသူကသူ့ကိုလက်တီးတစ်ချက်လောက်ထိအောင်ထိုးနိုင်ရင်ပဲဒီပိန်ပိန်ပါပါခန္ဓာကိုယ်ကိုဖျက်ဆီးပစ်အဲ့လိမ့်မယ်လို့ထင်နေပါတယ်နောက်ဆုံးမှာတော့သူကသူ့ကိုမတင်ပြီးမီတာနဲ့ငယ်ကွာကိုလှမ်းပစ်လိုက်ပါတော့တယ်
အဲ့ဒီအချိန်ကျမှသူကမိမိနဲ့သူ့ကြားကကြီးမားလာတဲ့ကွာခြားချက်ကိုသတိပြုမိသွားပြီးဒူးထောက်ကကြော်ပြီးခွင့်လွှတ်ဖို့တောင်းပန်ပါတော့တယ်သူကလည်းလက်တီးကိုပြန်ရုပ်သိမ်းလိုက်ပြီးကျင်နာတတ်တဲ့အပြုံးတစ်ခုကိုပြတ်တာကသူ့ရဲ့တုံရင်နေတဲ့လက်ကိုဖန်ဆွဲပြီးအချိန်ပြင်းပြင်းနဲ့ချိုးပစ်လိုက်ပါတယ်ထို့နောက်ထပ်လက်တစ်ဖက်ကိုပါတခါတည်းချိုးပစ်လိုက်ပါတော့တယ်နောက်လိုက်တွေကဒီမြင်ကွင်းကိုမြင်ပြီးဘယ်သူမှမနေရကြတော့ပဲကိုတောင်အပြင်ဘက်ကိုအလူရက်ပြေးထွက်သွားကြပါတယ်အပြင်ကိုရောက်တဲ့အခါယူရွအန်ကအကိုစောကဒါကိုဘယ်လိုလုပ်လိုက်တာလဲလို့မေးရသူကကစားသမားတွေကလက်တွေ့လောကထဲမှာလည်းစွမ်းရည်တွေကိုသုံးလို့ရတယ်လို့ပြောပြပြီးမိမိရဲ့လက်နက်ကိုထုတ်ပြလိုက်ပါတယ်ထို့နောက်ညီဖြစ်သူကအကိုကအချိန်ပြင်းနဲ့အထူးစွမ်းရည်တစ်ခုနိုးထလာတာလားလို့မေးပါတယ်ဘာဖြစ်လို့လဲဆိုတော့စောကအကိုကဖန်တိုက်ခွေရဲ့တိုက်ခိုက်မှုအလုံးကိုအလွယ်တကူရှောင်တိန်နိုင်ခဲ့တာကိုသူမြင်လိုက်ရလို့ပါပဲသူကညီဖြစ်သူကိုဒါကဂိမ်းထဲကမိမိရဲ့စွမ်းရည်တန်ဖိုးပဲအခုငါရဲ့လျင်မြန်မှုက17ရှိတယ်လက်တွေ့လောကထဲကတာမန်လူတစ်ယောက်ရဲ့အဆင့်က3ပဲရှိပြီးအားကစားသမားတစ်ယောက်ရဲ့အဆင့်က10အထိရှိနိုင်တယ်လို့ရှင်းပြပါတယ်ထို့နောက်သူကညီဖြစ်သူကိုအနီးနားကစူပါမားကတ်ကိုခေါ်သွားပြီးမနက်စာစားစီပါတယ်ဒါပေမဲ့သူကဘေးကငွေထုတ်ဆက်မှာမိမိစုဆောင်းထားတဲ့ပတ်စံအားလုံးကိုအရင်ထုတ်ယူလိုက်ပြီးစူပါမားကတ်ရဲ့အဈေးအကြီးဆုံးနေရာကိုခေါ်သွားပါတယ်ညီဖြစ်သူကအရန်စားခြင်းပေမဲ့ဒီနေရာကထမင်းတစ်နက်စာအဖိုးအခါဟာမိမိတို့3ရက်စာခောက်ဆွဲပြုတ်ဖို့နဲ့ညီမျှနေတာကိုသိနေပါတယ်ဒါပေမဲ့သူ့ရဲ့အတင်းကျပ်တိုက်တွန်းမှုကြောင့်ညီဖြစ်သူဟာမိမိအမြဲတမ်းအိမ်မက်ခဲ့ရတဲ့အရာတာရှိလာတဲ့ထမင်းရင်းတွေကိုစားသုံးခွင့်ရရှိသွားပါတယ်ထို့နောက်သူကကြံတဲ့ပတ်စံအားလုံးကိုထီလက်မှတ်တွေဖြစ်အကုန်လဲလိုက်ပါတယ်လူယွမ်ကဒါကိုမြင်ပြီးအံ့ဩတုန်လှုပ်စွာထွက်ပြီးဘာဖြစ်လို့အခုလိုလုပ်တာလဲလို့မေးပါတယ်ပြီးတော့အကိုဝယ်ထားတဲ့နံပါတ်တွေအားလုံးကအတူတူပဲဖြစ်နေတဲ့အတွက်ဒါကဘလို့မှပေါက်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်သူကတော့အေးစစ်စစ်ပဲညကြရင်တီးရလိမ့်မယ်လို့ပြောလိုက်ပါတယ်ညဘက်ရောက်တဲ့အခါသူတို့ညီကို2ယောက်အိမ်မှာထိုင်ပြီးထီပေါက်စင်တိုက်ရိုက်ထုတ်လွှင့်မှုကိုစောင့်ကြည့်ကြပါတယ်လူယွမ်ကမပေါက်နိုင်ဘူးဆိုတာသိပေမဲ့စိတ်ထဲမှာတော့မျှော်လင့်ချက်အနည်းငယ်ရှိနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခေါက်မပေါက်ရင်သူတို့နောက်ပိုင်းကျရင်ဆင်းရဲဒုက္ခရောက်ရတော့မှာမို့လို့ပါပဲပေါက်စင်နံပါတ်တွေကိုကြီးညာလာတာနဲ့အမျှရှေ့ကကနန်းချိုကတိုက်ဆိုင်စွာတူညီနေတာကိုသူတွေ့လိုက်ရပြီးနောက်ဆုံးကနန်းတစ်ခုကိုကြီးညာလိုက်တဲ့အချိန်မှာတော့လူယွမ်ကလုံးဝကိုစွန့်သွားပြီးစကားတောင်မဆိုနိုင်တော့ပါဘူးသူကတော့ညီဖြစ်သူကိုကြည့်ပြီးပြုံးနေပါတယ်သူပထမဆုံးအချိန်ထီပေါက်တုန်းကလည်းအခုလိုပဲအလွန်မင်းစိတ်လို့ထားခဲ့ရတာပါနောက်တနေ့မှာသူကထီလက်မှတ်ကိုကင်ပြီး TH ချင်းစင်တာကိုတွားပြီးစုငွေထုတ်ယူပါတယ်ပြီးခဲ့တဲ့အချိန်ပေါင်းများစွာသောအတွေ့အကြုံတွေရှိနေတဲ့အတွက်သူကတော့ဒါကိုရိုးအီနေပါပြီးဝန်ထမ်းကသူ့ရဲ့ပုံစံကចောင်းသားတစ်ယောက်လိုဖြစ်နေတာကိုမြင်ပြီးမင်းကန်ကောင်းလိုက်တာလို့စိတ်ထဲကနေချီးကျူးနေပါတယ်ထို့နောက်သူကဒီထီလက်မှတ်ကိုဘယ်ဆိုင်မှာဝယ်ခဲ့တာလဲလို့မေးရသူပြောလိုက်တဲ့စတိုးဆိုင်နာမည်ကိုကြားတာနဲ့ဝန်ထမ်းကလုံးဝကိုအားအသင့်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့မနေ့တင်မဲ့အဲ့ဒီစတိုးဆိုင်တနေ့တမိုင်းတစ်လျှောက်အကြီးမားဆုံးစူကြီးပေါက်သွားခဲ့ပြီးနံပါတ်တစ်ခုလေးကိုပဲအချိန်တရာတိတိဝယ်ယူသွားခဲ့တယ်လို့အလုပ်ဖော်တွေပြောတာကိုသူကြားခဲ့ရလို့ပါပဲမကြခင်မှာပဲသူတို့ရဲ့မန်နေဂျာကထွက်လာပြီးသူ့ကိုခရီးဥကြိုပြုကပဲအခန်းထဲကိုခေါ်ဆောင်သွားပါတယ်အထက်ကဝန်ထမ်းကသူဟာစူကြီးရှင်ဖြစ်တယ်ဆိုတာကိုသိရှိသွားပြီးနောက်မိမိကိုအေးစေးအောင်ထိန်းထားပေမဲ့သူ့ရှိမှပထမစုလက်မှတ်100လုံးချပြထားတာကိုမြင်လိုက်ရတဲ့အခါမှာတော့တထွေးကိုအသားအရာမျိုးချလိုက်ရပါတော့တယ်နောက်ဆုံးမှာသူ့ရဲ့စုငွေစုပေါင်းကဘီလီယံ22.5ဖြစ်ပြီးအခွန်နှိမ်လုပ်ပြီးနောက်လက်ထဲရရှိတာကဘီလီယံ15ဖြစ်ပါတယ်သူကဒီပတ်စံတွေနဲ့အင်ဂျီတစ်လုံးဝယ်ယူပြီးနောက် stock share အကောင့်တစ်ခုထပ်မံဖွင့်လှစ်လိုက်ပါတယ်လူယွန်ကအင်ဂျီတွေကိုပြောင်းရွှေ့ရတော့မှာမို့လို့အလွန်ဝမ်းသာနေပြီးမိမိရဲ့ပျော်ရွှင်စရာဘဝတစ်စတင်ပြီးလို့ထင်နေခဲ့ပေမဲ့အကိုကပတ်စံအားလုံးကို stock share ထဲထည့်လိုက်တယ်လို့ကြားရတဲ့အခါမှာတော့ကြောင်ဝမ်းသွားပြန်ပါတယ်တစ်ချိန်တည်းမှာပဲလမ်းကြားငယ်တစ်ခုအတွင်းမှာယုံမင်းကလက်တီးနဲ့နေရန်ကိုခက်ကြမ်းကြမ်းထိုးချလိုက်ပါတယ်အခုချိန်မှာသူခံစားနေရတာကစွမ်းရည်အမှတ်အားလုံးကိုခွန်အားထဲကိုပဲထည့်လိုက်တာဟာအမှန်ကန်ဆုံးရွေးချယ်မှုပဲဆိုတာပါပဲဒါအပြင်သူကခွန်အားကိုနှစ်ဆတိုးတက်စေနိုင်တဲ့ခွန်အားရုံးစာလုံးကိုပါမဲနိုင်ရရှိထားတာမို့လို့အခုဆိုရင်မာကျောလာတဲ့ကွန်ကရစ်နေရန်ကိုတော့အလွယ်တကူပဲကြေမွသွားအောင်ထိုးပြနိုင်ပါတယ်သူမတည်သေးဘူးဆိုတာကိုသိပြီးနောက်သူကိုလာရောက်ရှာဖွေဖို့ပြင်ဆင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူမေးလဲမသွားခင်စက္ကန့်ပိုင်းလိုမှာသူကမိမိကိုအမိုက်တစ်ခွက်လိုမျိုးမျက်လုံးနဲ့ကြည့်ခဲ့တာကိုတတိယသွားလို့ပါပဲအခုချိန်မှာတော့သူကယူယွမ်ကိုခေါ်ပြီးအိမ်အစ်စ်ထဲကိုရောက်ရှိနေပါပြီညီဖြစ်သူကဒီလောက်ကြီးမားလာတဲ့အခန်းကိုကြည့်ပြီးဒီအိမ်ကဘယ်လောက်ပေးရလဲလို့မေးရလာစဉ်အိမ်ငါးခါကတင်တန်း20ကျော်ရှိတယ်လို့ကြားလိုက်ရတဲ့အခါကြောက်လန့်လွန်းလို့ခြေထောက်တွေတောင်ပြုတ်ခွေသွားပါတယ်ဒါနဲ့သူကအကိုကိုပိုးပြီးဈေးတက်တာတဲ့အိမ်တစ်လုံးစီပြောင်းဖို့အကြံပြုပါတယ်သူကတော့ပြောင်းစရာမလိုကြောင်းနဲ့ဒီလိုအသုံးစရိတ်ကလိုအပ်ချက်တစ်ခုဖြစ်ကြောင်းဈေးကြီးလာတဲ့လစဉ်အိမ်ငါးခါဆိုတာကောင်းမွန်တဲ့လုံခြုံရေးစနစ်ရှာအင်းနေစေဖို့အတွက်ဖြစ်ကြောင်းရှင်းပြပါတယ်နောက်ပိုင်းလာတိုင်းရဲ့တရက်နေ့မှာကစားသမားတွေဟာတတိမေရောအိပ်ပျော်သွားကြမှာဖြစ်ပြီးဒီအချိန်ဟာကစားသမားတွေအတွက်အားနည်းဆုံးအချိန်ပဲဖြစ်ပါတယ်မိဘေးငလင်ဘေးစတဲ့တဘာဝဘေးအန္တရာယ်တွေကိုကာကွယ်ရုံတင်မကပဲပိုအရေးကြီးတာကအခြားကစားသမားတွေကလက်တွေ့လောကတွေကကိုယ့်ရဲ့ခန္ဓာကိုယ်အစ်စ်ကိုလာရောက်လက်ဆက်ဖြတ်ဖို့အတွက်လူသက်သမားငှားရမ်းတာကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းမီလာလို့ဖွင့်ကြည့်လိုက်ရမထင်မှတ်ပဲယုံမင်းကသူ့ကိုဆက်သွယ်လာတာဖြစ်ပါတယ်သူကတော့ဒါကိုတိုက်ရိုက်လစ်လူရှုလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်နောက်ပိုင်းကျရင်လက်တွေ့လောကထဲမှာသူနဲ့ဆုံတွေ့ဖို့မရည်ရွယ်ပါဘူးဒါပေမဲ့ဂိမ်းကဘာထဲမှာဆိုရင်တော့ဒါကပြောရခက်ပါတယ်စဉ်းစားပြီးနောက်သူကဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်ပါတယ်နောက်တနေ့မှာယူယွန်ကမုတ်အချို့ကိုမှာယူပြီးပက်ပက်လေကအိမ်နီးနားချင်းတွေကိုလိုက်လံဝင်ငှဖို့သူ့ကိုလှမ်းခေါ်ပါတယ်အိမ်နီးနားချင်းတွေကလည်းကျင်နာတက်ကြပြီးသူတို့ရဲ့မုံတွေကိုဝမ်းမြောက်ဝမ်းသာလက်ခံကြပါတယ်သူတို့အပေါ်ဆုံးထက်ကိုရောက်တဲ့အခါဒီအိမ်မှာလူမရှိတာကိုတွေ့ရပါတယ်သူတို့ပြန်ဖို့ပြင်နေတော့တက်လီကားတွေကနေအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ထွက်လာပါတယ်ယူယွန်ကဒါဟာလက်ရှိနာမည်ကြီးမင်းသမီးဆူယာလင်းဖြစ်တယ်ဆိုတာကိုချက်ချင်းမှတ်မိသွားပါတယ်သူမရဲ့နောက်ကအမျိုးသားကသူတို့ကိုမြင်တော့ရှေ့ကိုချက်ချင်းတိုးဝင်လာပြီးမင်းတို့ကဘာတူလဲဒီနေရာမှာဘာလုပ်နေတာလဲလို့မေးပါတယ်သူကကျွန်တော်တို့ကအောက်ထက်ကအိမ်နီးနားချင်းအစ်စ်တွေပါနှုတ်ဆက်ဖို့လာတာပါလို့ပြောပြပြီးလူယွန်ကမုံကိုလှမ်းပေးပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့ဝမ်းမြောက်ဝမ်းသာလက်မခံပဲသူတို့ကိုကြော်ဖြတ်ပြီးအိမ်တကားကိုဖွင့်ပါတယ်ဆူယာလင်ကတော့အိမ်ထဲမဝင်ခင်စက္ကန့်ပိုင်းလိုမှာသူတို့ကိုလှည့်ကြည့်သွားပါတယ်အိမ်တကားပိတ်သွားပြီးနောက်သူကယူယွန်အခုထိကြောင်ကြည့်နေတာကိုမြင်ပြီးဒီလိုယဉ်ကျေးမှုမရှိတဲ့ကောင်ကိုဂရုစိုက်မနေနဲ့လို့နှစ်သိမ့်ပေးပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာညီဖြစ်သူကမျက်လုံးတွေအယောင်တောက်ပြီးဒီနေရာမှာနေတာကတကယ်ပဲဆူယာလင်ဖြစ်နေတာပဲတကယ်ကိုအံ့ဩစရာပဲလို့ပြောပါတယ်သူကတော့ဒီလိုမင်းသမီးတွေကိုတေချာမသိတဲ့အတွက်အနှဲငယ်ဝေခွဲမရဖြစ်နေပါတယ်ဆူယာလင်ကအိမ်ထဲဝင်ပြီးဆိုဖာပေါ်မှာထိုင်ကဖုန်းကိုစတင်ကြည့်ရှုပါတယ်သတင်းတွေပေါ်မှာမင်းသားမင်းသမီးတွေကွယ်လွန်သွားတဲ့သတင်းတွေကဆက်တိုက်ထွက်ပေါ်နေတာကြောင့်သူမကြည့်ရင်စိတ်ထဲမှာထိတ်လန့်နေပါတယ်သူမစိတ်ထဲကနေဒီတစ်ခေါက်မှာမိမိကကောင်းမွန်တဲ့ရုံးစာလုံးတစ်ခုမရခဲ့ရင်မိမိလည်းသတင်းတွေပေါ်မှာပါနေတော့ပြီလို့တွေးနေပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီအမျိုးသားကရှေ့ကိုရှောက်လာပြီးဘာတွေတွေးနေတာလဲဘယ်လိုပြဿနာပဲရှိရှိမိမိကိုပြောပြလို့ရတယ်လို့ပြောပါတယ်သူမကတက်ပြင်းချပြီးနောက်တလဒီဂိမ်းမှာအသက်ရှင်နိုင်မှမလားမသိဘူးလို့ပြောပါတယ်အမျိုးသားကမိမိရှိနေတဲ့အတွက်စိတ်မပူဖို့နဲ့မိမိကိုယုံကြည်ဖို့ပြောပါတယ်ဆူယာလင်ကလည်းဒါပေါ်လို့ပြန်ပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာသူမအတွက်ဒီအမျိုးသားကလွယ်လို့အားကိုးစရာလူမရှိတော့လို့ပါပဲ
အစတုန်းကကုမ္ပဏီကဒီအမျိုးသားကိုသူမရဲ့မန်နေဂျာနဲ့တက်တော်ဆောင်ဖြစ်ခန့်အပ်လိုက်တဲ့အချိန်မှာကုမ္ပဏီကမိမိကိုစောင့်ကြည့်ဖို့လွှတ်လိုက်တာလို့ထင်ခဲ့ပေမဲ့ပြီးခဲ့တဲ့ဂိမ်းထဲတုန်းကဒီအမျိုးသားရဲ့ကူညီမှုသာမရှိရင်သူမစောစောကလေးကတေးဆုံးသွားလောက်ပြီဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူမကစောစောကတင်မုတ်လာပေးတဲ့သူတို့ညီကိုနှစ်ယောက်ကိုတတိယသွားပါတယ်အဲ့ဒီမုတ်ကကြည့်ရတာအရသာရှိမဲ့ပုံပဲလို့တွေးနေတော့တက်တော်ဆောင်ကအဲ့ဒီလူတွေကမင်းစီကနေအကျိုးမြတ်တစ်ခုခုရချင်လို့လာတာနေမှာပါလို့ပြောပါတယ်ဒါပေမဲ့ဆူယာလင်ကသူတို့ရဲ့ပုံစံကိုကြည့်ရတာလူဆိုးတွေနဲ့မတူကြောင်းပြီးတော့သူ့ရဲ့အသက်ကလည်း15နှစ်ကျော်နေပြီဆိုတာသိတာတဲ့အတွက်သူကလည်းဂေါဘလင်ကောင်ကြီးတယောက်ကိုတက်ဖြတ်နိုင်ခဲ့တဲ့အသက်ရှင်ကျန်ရစ်သူတယောက်ဖြစ်ရမယ်လို့တွေးမိပါတယ်သူမကိုယ်တိုင်လည်းတက်တော်ဆောင်ရဲ့ကူညီမှုကြောင့်ဒါ quest ကိုပြင်းမြောက်နိုင်ခဲ့တာပါအခုသူမစိတ်ထဲကနေတကားအပြင်ကအဲ့ဒီကောင်လေးနဲ့မိမိရဲ့တက်တော်ဆောင်ကတတ်ပါတယ်ဆိုပေမဲ့အားလုံးက black service ဆိုတဲ့အမျိုးသားကိုတော့မိမှာမဟုတ်ဘူးလို့တွေးနေပါတယ်ထိုမျိုးသားကလက်တွေ့လောကထဲမှာဘယ်လိုလူမျိုးဖြစ်ပြီးဘာလုပ်လဲဆိုတာကိုသူမအလွန်သိကျင်နေပါတယ်အကယ်၍အဲ့ဒီလိုအင်အားကြီးမားတဲ့သူသားမိမိဘေးမှာရှိနေရင်ဒုတိယလက်ဂိမ်းကိုအောင်မြင်ဖို့ကဘာမှပြဿနာရှိမှာမဟုတ်ပါဘူးဒုတိယလက်ဂိမ်းမစတင်မီနောက်ဆုံးမနေ့ခင်မှာသူပြန်လာပြီးနောက်ညီဖြစ်သူကိုမိမိကဒီတစ်ခေါက်စုငွေဘီလီယံ15ပဲယူခဲ့တယ်လို့ပြောပြပါတယ်လူယွမ်ကဘန်ကဘာမှမပြောဘူးလားလို့မေးပါတယ်ဒါဟာစတုတ်တအချိန်မြောက်ထိပေါက်ခြင်းဖြစ်ပါတယ်တကယ်တော့ဘန်ကသူထပ်မံထိပေါက်တယ်ဆိုတာသိရတဲ့အခါလုံးဝကိုအံ့အားသင့်သွားခဲ့ပေမဲ့ဘာမှယွင်းမှရှာမတွေ့ခဲ့ပါဘူးမန်နေဂျာကသူ့ကိုလှုပ်ဝက်ချက်မင်းညံ့တဲ့အခါသူကတော့မိမိကကြိုတင်သိမြင်နိုင်တဲ့အိမ်မက်တစ်ခုမက်ခဲ့လို့ပါလို့ပဲပြောခဲ့ပါတယ်ထို့နောက်သူကထိပေါက်လို့ရရှိလာတဲ့ပတ်စံအားလုံးကို digital ငွေကြေးတစ်ခုတည်းထပ်မံထည့်သွင်းလိုက်ပါတယ်ထိုနေ့ညမှာသူညီဖြသူကိုအိပ်ယာဝင်စေပြီးနောက်မိမိလည်းကတင်ပေါ်မှာလှည့်လျောင်းလိုက်ပါတယ်သူနှစ်ချိုက်အိပ်ပျော်သွားတာနဲ့အတူဝိညာဉ်ဟာဂိမ်းကဘာထဲကိုထပ်မံရောက်ရှိသွားပါတယ်ထို့နောက်အခြားသူတွေလည်းတယောက်ပြီးတယောက်အလိုလျောက်တယ်လီပို့ဖြစ်လာကြပါတယ်မကြခင်မှာပဲသူ့ရဲ့ဒီမျက်နှာကိုဘေးကလူတွေကမှတ်မိသွားကြပြီးသူတို့အားလုံးကသူ့ကိုတတိထားပြီးအကွာအဝေးတစ်ခုမှာပဲနေကြပါတယ်လူတွေအားလုံးစုံလင်သွားတဲ့အချိန်မှာအင်ဂျယ်အစ်တစ်ပါးကသူတို့ရှေ့မှာပေါ်လာပါတယ်လူအုပ်ကြီးကလည်းဒီအချိန်တွေကိုအံ့ဩနေကြပါတယ်ဒီအင်ဂျယ်ကပထမအလှည့်ကိုတာဝန်ယူခဲ့တဲ့အင်ဂျယ်ကကိစ္စချို့ရှိလို့မလာနိုင်တာဖြစ်ကြောင်းလူသားတို့မင်းတို့စိတ်မပူကြနဲ့နောက်ပိုင်းကျရင်ငါကမင်းတို့တွေကိုကောင်းကောင်းလမ်းညွှန်ပေးသွားမှာဖြစ်ကြောင်းရှင်းပြပါတယ်စကားတန်ဆုံးသွားတာနဲ့လူတိုင်းရဲ့ရှေ့မှာစနစ်ဝင်တော့ကအလိုလျောက်ပေါ်လာပြီးအဲ့ဒီထဲမှာဒုတိယအလှည့်ဂိမ်းရဲ့လုပ်ငန်းတာဝန်ကတော့3နာရီအတွင်းမှာစုံကိုယ်စလဲကိုရွေးချယ်ဖို့ဖြစ်တယ်လို့ရေးထားပါတယ်မကြခင်မှာပဲလူတွေကဒီတစ်ချိန်မှာအောင်မြင်သူအရေးအတွက်နဲ့ပါဝင်သူအရေးအတွက်ကတူညီနေတာကိုတွေ့ရတဲ့အတွက်ဒါဟာလူတိုင်းအသက်ရှင်နိုင်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒါပေမဲ့လူများစုကဒီစုံကိုယ်စလဲရွေးချယ်တယ်ဆိုတာဘာလဲဆိုတာကိုနားမလည်ကြပါဘူးအင်ဂျယ်ကသူတို့ရဲ့ကြောင်းအန်းနေတဲ့ပုံစံကိုကြည့်ပြီးဒီတစ်လက်မှာဘာတိုက်ပွဲမှမရှိဘူးစုံကိုယ်စလဲကိုပဲရွေးချယ်ဖို့လိုအပ်တာဖြစ်ကြောင်းစုံကိုယ်စလဲဖြစ်လာတဲ့သူကမိမိလက်ထဲကအာဏာကိုတုံးပြီးအခြားသူတွေကိုအမိန့်ပေးနိုင်မှာဖြစ်ကြောင်းတဲ့ဖက်လူကိုဝစ်စင်းခိုင်းလို့ရတယ်လို့တိုက်ရိုက်တေးခိုင်းလို့လည်းရကြောင်းအမိန့်ပေးခံရတဲ့သူကဘာမှညှင်းဆန်ခွင့်မရှိပဲအကျွင့်မဲ့နာခံရမှာဖြစ်ကြောင်းရှင်းပြပါတယ်နောက်ဆုံးမှာသူကအခုကစပြီး3နာရီကြာမှမဲပေးခြင်းကိုစတင်မှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်အချို့သူတွေကစူးစမ်းလို့စိတ်နဲ့ဒီကိတ်ကတကယ်ပဲဒီလောက်ရွှေရှင်လာလားလို့မေးရအင်ဂျယ်ကလည်းတေချာတဲ့အဖြေကိုပေးခဲ့ပါတယ်ဒီစကားကြောင့်လူအုပ်ကြီးရဲ့တင်းမာနေတဲ့မျက်နှာတွေကအပြုံးတွေဖြစ်ပြောင်းလဲသွားပါတယ်ဒါပေမဲ့ခွန်ယုံမင်းကတော့ဒီအခြေအနေပေါ်အလွန်အမင်းဒေါသထွက်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကဒုတိယအလှည့်တိုက်ပွဲအတွက်ကောင်းကောင်းပြင်ဆင်ထားခဲ့လို့ပါပဲသူ့အဖော်ကလာပြီးဒီတကိတ်ကိုနားရက်တစ်ခုအနေနဲ့သဘောထားလိုက်ပါလို့နှစ်သိမ့်ပေးရသူကမိမိကစွမ်းရည်အမှတ်အားလုံးကိုခွန်အားတယ်ထည့်ထားတာရလက်ကတော့အခုထိတစ်ချိန်မှသုံးခွင့်မရသေးဘူးလို့ပြောပါတယ်သူ့နောက်မှာရက်နေတဲ့သူကတော့သူတို့ရဲ့စကားဝိုင်းကိုကြားပြီးကြည့်ရတာဒီတစ်ချိန်မှလည်းခွန်ယုံမင်းရရှိတာကခွန်အားရုံးစာလုံးပဲဖြစ်ပုံရတယ်လက်ရှိချိန်မှာပတ်ပတ်လေကအရာအလုံးကမိမိရင်းနှီးနေတဲ့လမ်းကြောင်းတိုင်းဖြစ်ပေါ်နေတယ်လို့စိတ်ထဲကတွေးနေပါတယ်အခြားသူတွေကဘသူကိုမဲပေးရမလဲဆိုတာဆွေးနွေးနေကြတော့သူကတော့လှည့်ထွက်ပြီးနောက်ကတောအုပ်စီကိုရှောက်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်စလဲရွေးချယ်တယ်ဆိုတာဒီကိတ်ရဲ့ပင်မ quest တာဖြစ်ပြီးဒီကိတ်မှာဘေးထွက် quest နဲ့လှုပ်ဝက် quest တွေရှိနေသေးတယ်ဆိုတာကိုသူတူးလေးသာသိနေလို့ပါပဲအဲ့ဒါကတော့အလုတ်ကင်ပြောင်းလဲခြင်း job change ကိုရယူဖို့ဖြစ်ပါတယ်ဒါပေမဲ့အလုတ်ကင်ပြောင်းလဲဖို့အတွက် level 30ပြည့်ရမှာဖြစ်လို့သူကတော့အုပ်ထဲဝင်ပြီးတားကောင်ရှာဖို့ရွေးချယ်ခဲ့တာပါဒီကောဘလင်ကသူ့ကိုမြင်တာနဲ့အချိန်ပြင်းချီလန်းနဲ့ဒီဘက်ကိုပြေးဝင်လာပါတယ်သူကလည်းခန္ဓာကိုယ်ကိုနှိပ်လိုက်ပြီးဓာတ်မြောင်ကိုထုတ်ကာရှေ့ကိုတိုးဝင်သွားပါတယ်သူ့ကိုတက်ဖြတ်ပြီးနောက်သူ့ရဲ့3 Sadex Buffer စတင်အသက်ဝင်လာပြီးအတွေ့အကြုံကိုရာခိုင်နှုန်းနဲ့ရွှေတင်ကား15ပြားကိုရရှိခဲ့ပါတယ်ဒါအပြင်တက်ဖြတ်ခြင်းရုံးစာလုံးကြောင့်အခြားစွမ်းရည်တွေကလည်း100%တိုးတက်လာပါတယ်သူမောကြည့်လိုက်တဲ့အခါတောအုပ်အနက်ပိုင်းမှာနောက်ထပ်ညီရဲလာတဲ့မျက်လုံးအစုံလင်ကိုတွေးလိုက်ရတဲ့ဖြင့်ဒါကိုသူအလွန်သဘောကျတဲ့အပြုံးတစ်ခုပြသလိုက်ပါတယ်နောက်ပိုင်းအချိန်တွေမှာတော့သူကသူတို့အပေါ်တစ်ဖက်သက်တက်ဖြတ်ခြင်းကိုပဲလှုပ်ဆောင်ပါတော့တယ်သူ့လက်အောက်မှာဘဲကောဘလင်မတလဲတောင်မခံနိုင်ပါဘူးမကြခင်မှာပဲသူကောဘလင်ကောင်ကြီး90ကိုတက်ဖြတ်ခဲ့ပါတယ်သူ status window ကိုဖွင့်ကြည့်လိုက်ရမိမိရဲ့ level ကကိုအထိရောက်ရှိသွားပြီဖြစ်ပြီးမခွဲဝေရသေးတဲ့ free attribute point ရှင်းမရှိနေပါသေးတယ်သူကပြီးခဲ့တဲ့အချိန်လိုပဲဘာမှတိုးဆုပ်မနေပဲအမှတ်အားလုံးကိုလျင်မြန်မှုတွေကိုပဲထည့်လိုက်ပါတယ်ဒီဂိမ်းထဲမှာကစားသမားရဲ့စွမ်းရည်ကစုစုပေါင်း၄မျိုးရှိပြီးနင်းတို့ကတော့ခွန်အားဉာဏ်ပညာလျင်မြန်မှုနဲ့ကံကောင်းမှုတို့ဖြစ်ကြပါတယ်လျင်မြန်မှုကတိုက်ခိုက်မှုအချိန်ရွှေ့ပြောင်းမှုအချိန်နဲ့ရှောင်တိန်နိုင်စွမ်းဖြစ်ပြီးကံကောင်းမှုကအပြင်းအထန်ထိမှန်မှနှုတ်ပစ္စည်းကြနိုင်ခြင်းနှုတ်နဲ့အပိုဆောင်ရွှေတင်ကားရရှိမှုဖြစ်ပါတယ်ခွန်အားကတော့တိုက်ခိုက်မှုဒဏ်ရာရရှိစေမှုခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့ခန်းစစ်စွမ်းရည်တိုးတက်မှုဖြစ်ပြီးဉာဏ်ပညာကတော့မှော်တက်ဒဏ်ရာရရှိစေမှုနဲ့စိတ်စွမ်းအားတိုးတက်မှုဖြစ်ပါတယ်သူ့ရဲ့တေမင်းအလုတ်ကင်ကတော့ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့မှော်တက်နှစ်မျိုးလုံးရဲ့ဒဏ်ရာရရှိစေမှုကိုအသုံးပြုတာဖြစ်ပါတယ်သူထွက်ခွာဖို့ပြင်နေတော့ရုတ်တရက်သူ့နောက်ကနေလှုပ်ရှားမှုတစ်ခုကိုကြားလိုက်ရပါတယ်သူမောကြည့်လိုက်တော့မိမိကစောစောကအမဲလိုက်ရတာနဲ့အလုတ်ရှုံနေလို့တယောက်ယောက်သူ့နောက်ကိုလိုက်လာတာကိုတတိမထားမိခဲ့ပါဘူးဒါပေမဲ့ပြီးခဲ့တဲ့တန်တရားအချိန်ငယ်တုန်းကဒီအချိန်မှာသူ့နောက်ကိုဘယ်သူမှမလိုက်ဘူးပါဘူးဒါနဲ့သူကဓာတ်မြောင်ကိုကင်ပြီးလှည့်ကနောက်ကခြုံပုတ်ကိုချိန်ရွယ်ရင်းအထဲကလူမြင်ထွက်လာခဲ့မဟုတ်ရင်အာမနာတော့ဘူးလို့လှမ်းပြောပါတယ်ခြုံပုံနောက်ကဆူယာလင်ကဒါကိုကြားပြီးမြင်ထွက်လာခဲ့ပါတယ်သူမကိုကြည့်လိုက်တော့သူမအသုံးပြုထားတဲ့မျက်နှာပုံစံကလက်တွေ့လောကတွေကမင်းသမီးဆူယာလင်ရဲ့ပုံစံအတိုင်းဖြစ်နေပါတယ်ဒါပေမဲ့သူမဘာဖြစ်လို့သူ့နောက်ကိုလိုက်လာလဲဆိုတာသူစဉ်းစားလို့မရဖြစ်နေပါတယ်အဲ့ဒီအချိန်မှာအမျိုးသားတယောက်ထွက်လာပြီးသူ့ကိုတောင်းပန်စကားဆိုကမိမိတို့မှမကောင်းတဲ့ရည်ရွယ်ချက်မရှိကြောင်းနဲ့စိတ်လျှော့ဖို့ရှင်းပြပါတယ်သူကတစ်ဖက်လူရဲ့နာမည်ကိုကြည့်လိုက်တော့အန်ဆန်ချောလို့ရေးထားပါတယ်ဒီရင်းနှီးနေတဲ့နာမည်ကိုမြင်လိုက်တာနဲ့သူချက်ချင်းတရိယာသွားတာကတော့သူဟာပြီးခဲ့တဲ့တန်တရားအလှည့်ပြောင်းနေတုန်းကမာချင်းလူရဲ့ယုံကြည်ရတဲ့လက်အောက်ငယ်သားဖြစ်တယ်ဆိုတာပါပဲဒီမှာချင်းလူဆိုတာကတော့နိုင်ငံတွင်းထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးရဲ့တာကြီးဖြစ်ပြီးဂိမ်းထဲကသူ့ရဲ့နာမည်ပြောင်ကတမန်တော်မိတ်ဆာဖြစ်ပါတယ်ပြီးတော့သူကသူသဘောကျထားတဲ့အသင်းဖော်လေးယောက်ထဲကတယောက်လည်းဖြစ်ပါတယ်အဓိကကတော့သူ့နောက်ကနက်ဆရာကိုအသင်းနဲ့ခေါ်ယူဖို့အတွက်ဖြစ်ပြီးမိမိကဒီနေရာမှာတင်သူ့ရဲ့လက်အောက်ငယ်သားနဲ့ဒီလောက်မြန်မြန်ဆုံးတွေ့ရလိမ့်မယ်လို့
မထင်မှတ်ထားပါဘူးပြီးတော့ကြည့်ရတာဒီမျိုးသားကလက်တွေ့လောကတွေကအဲ့ဒီတက်တော်ဆောက်ဖြစ်ပုံရပါတယ်ဒါနဲ့သူကမင်းတို့မိမိနောက်ကိုဘယ်ချိန်ကလေးကလိုက်လာတာလဲလို့မေးပါတယ်ဆူယာလင်ကစကားတွေထစ်ထက်အနဲ့မင်းတို့အုပ်ထဲစဝင်ကလေးကလိုက်လာတာလို့ပြောပါတယ်ထို့နောက်သူကဘာဖြစ်လို့မိမိနောက်ကိုလိုက်လာလဲလို့ထပ်မေးရသူတို့ကမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူးအကြံပြုချက်တစ်ခုပေးခြင်းလို့ပါမင်းပထမလှည့်မှာပထမနေရာရခဲ့တာမို့လို့စွမ်းရည်ကအရန်တန်ပါတယ်မိမိတို့ပူပေါင်းရင်ဘယ်လိုလဲလို့မေးပါတယ်သူပူပေါင်းခြင်းဆိုတဲ့စကားလုံးကိုကြားတော့လောင်ရင်လိုက်ပြီးပူပေါင်းတယ်ဆိုတာအချင်းချင်းအကူအညီလိုအပ်တဲ့အချိန်မှာလုပ်ရတာမလားအခုငါအတွက်ကတော့ဒီနေရာကအရာအလုံးကိုငါတယောက်တည်းရှင်းနိုင်တယ်ပြီးတော့ငါအခြားသူတွေနဲ့အတင်းမဖွဲ့ချင်ဘူးလို့ပြောပါတယ်ပြောပြီးတာနဲ့သူကလှည့်ထွက်ပြီးထွက်ခွာဖို့ပြင်ပါတယ်အန်ဆန်ချောကသူ့ရဲ့မောက်မာတဲ့ပုံစံကိုကြည့်ပြီးစိတ်ထဲကနေဆဲရည်နေပါတယ်သူဝေးဝေးကိုရှောက်သွားပြီးနောက်ဆူယာလင်ကနောက်ဆုံးမှာတော့မတောက်ခံနိုင်တော့ပဲမြေပြင်ပေါ်မှာခွေကျသွားပါတဲ့သူမစိတ်ထဲကနေပထမနေရာရတဲ့သူဆိုတော့တကယ်ကိုအချိန်ဝါကတမလိုက်တာလို့တွေးနေပါတယ်တက်တော်ဆောင်ကလှည့်ပြီးသူမရှိလဲမိမိတို့ရပါတယ်နောက်ပိုင်းအချိန်တွေမှာမိမိတို့လည်းဘီလူးသွားတက်ရအောင်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲတောအုပ်အနက်ပိုင်းကဂေါဘလင်တစ်ကောင်ကသူ့ရဲ့နောက်ကျောမှာအေးဆက်ဆက်ခန်းစားချက်တစ်ခုဖြစ်ပေါ်လာပါတယ်သူလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့သူဟာတေမင်းတစ်ကောင်လိုမျိုးသူ့စီကိုပြေးဝင်လာတာကိုပဲမြင်လိုက်ရပြီးနောက်တစ်စက္ကန့်မှာဓားမြောင်ကရင်ဘက်ကိုဖောက်ထွက်သွားတဲ့အေးဆက်ဆက်ခန်းစားချက်ကိုခန်းစားလိုက်ရပါတယ်သူကတော့သူတို့နဲ့မပူးပေါင်းရတဲ့အကြောင်းရင်းကအချိန်မကျသေးလို့ဖြစ်ပြီးလက်ရှိမှာအရေးကြီးဆုံးက level တက်ဖို့ဖြစ်ပါတယ်ယခုအချိန်မှာသူ့ရဲ့တက်ဖြတ်မှုအရေးအတွက်က60အထိရောက်တိလာပါတယ်အဲ့ဒီအချိန်မှာပဲဘေးကခြုံပုတ်ထဲကနေလှုပ်ရှားမှုတစ်ခုကိုသူကြားလိုက်ရပြီးမောကြည့်လိုက်တော့မထင်မှတ်ပဲဝန်ပုတ်လွေလူသားအုပ်စုတစုဖြစ်နေပါတယ်အခြားသူတွေအတွက်ဆိုရင်ဒီဝန်ပုတ်လွေလူသားတွေနဲ့ဆုံတွေ့တာကကန်ဆိုလာဖြစ်ပေမဲ့သူ့အတွက်တော့ဒါဟာအခွင့်အရေးကြီးတစ်ခုပဲဖြစ်ပါတယ်ဒီဝန်ပလွေလူသားတွေကသူမိမိတို့ကိုတတိထားမိသွားပြီဆိုတာမြင်တော့ဆက်ပြီးမပုံးကွယ်တော့ပဲပြန်ဝဲပြီးသူ့ရဲ့ခေါင်းပေါ်ကိုချက်ချင်းရောက်ရှိလာကြပါတယ်ဒါပေမဲ့သူတို့မြေပြင်ပေါ်မကြခင်မှာပဲသူ့ရဲ့အေးဆက်လာတဲ့ဓာတ်မြောင်နဲ့ရင်ဆိုင်လိုက်ရပြီးခိတ္တခဏအတွင်းမှာတင်သူတို့အားလုံးဟာအပိုင်းပိုင်းပြတ်ထွက်သွားကြပါတော့တယ်သူ့ရဲ့ level ကလည်းတစ်ခါတည်းတစ်ဆက်အထိရောက်ရှိသွားပြီးဆိုင်နဲ့အလုတ်ကင်ပြောင်းလဲခြင်းစနစ်တွေပွင့်လာရုံနဲ့မကပဲလှုပ်ဝက်ဘေးထွက်ခွက်တစ်ခုပါထပ်မံပေါ်လာပါတယ်ဒါကြောင့်သူကပထမဆုံးအနေနဲ့ status bar ကိုဖွင့်ပြီးစစ်ဆေးလိုက်ပါတယ်ဘေးထွက် quest ကတော့မဲပေးခြင်းမပြီးဆုံးမီအလုတ်ကင်ပြောင်းလဲခြင်းကိုလှုပ်ဆောင်ဖို့ဖြစ်ပါတယ်ဒီ quest ကကစားသမားအားလုံးရဲ့စနစ်ထဲမှာတပြိုင်နက်ပေါ်လာတာဖြစ်ပေမဲ့သူတို့ကတော့ဒါကိုနားမလည်ကြပဲအလုတ်ကင်ပြောင်းလဲခြင်းပစ္စည်းကိုဘယ်လိုရယူရမလဲဆိုတာမသိကြပါဘူးစစ်တီတော့အဖြစ်ပြောင်းလဲဖို့အတွက်ခွန်အားက30မှတ်ထက်ရှိရမှာဖြစ်ပြီးတနာရီတွင်းမှာတက်ဖြစ်တဲ့ဘီလူရီအတွက်30ပြည့်မှသာအလုတ်ကင်ပြောင်းလဲခြင်းပစ္စည်းကိုရရှိမှာဖြစ်ပါတယ်အယူမူစစ်တီတော့ကတော့တွေးထွက်တန်ယူအခြေအနေမှာအချိန်တိုင်းတာတစ်ခုအထိတိုက်ပွဲဝင်ရမှာဖြစ်ပြီးလူသက်သမားကတော့နောက်ကျောကနေအောင်မြင်စွာချောင်းမြောင်းတိုက်ခိုက်မှုအရေးအတွက်တတ်မှတ်ချက်ပြည့်မီရမှာဖြစ်ပါတယ်သူကတော့အစအဦးဆုံးကာလာတုန်းကတောအုပ်ထဲမှာတားကောင်တွေကိုအချိန်ချင်းချောင်းမြောင်းတိုက်ခိုက်ခဲလို့သာဟန်ထရအလုတ်ကင်ကိုရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူပထမဆုံးအချိန်တေမင်းအလုတ်ကင်ကိုသိရှိသွားပြီးနောက်မှာတော့အခြားအလုတ်ကင်တွေကိုဘယ်တော့မှမရွေးချယ်တော့ပါဘူးစဉ်းစားပြီးနောက်သူကအဲ့ဒီအင်ဂျယ်ရဲ့တွေးဆက်ကိုကိုင်းရောက်လိုက်ပြီးစိတ်ထဲကနေအသုံးပြုမိလို့ရေးရွတ်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာသူ့ရှိမှာတေမင်းအဖြစ်ပြောင်းလဲမလားဆိုတဲ့ရွေးချယ်စရာကွက်လက်ပေါ်လာပြီးသူကဘာမှမစင်စားပဲဟုတ်ကဲ့ဆိုတာကိုရွေးချယ်လိုက်ပါတယ်သူ့လက်ထဲကအင်ဂျယ်ရဲ့သွေးဆက်ကနေတောက်ပလာတဲ့အလင်းတန်းတွေထွက်ပေါ်လာတာနဲ့အတူစနစ်ကသူ့ကိုတေမင်းဖြစ်ပြောင်းလဲခြင်းအောင်မြင်သွားပြီဖြစ်ကြောင်းအကြောင်းကြားစာပြသလာပါတယ်ဒါအပြင်သူကတေမင်းရုံးစာလုံးတစ်ခုကိုပါရရှိခဲ့ပြီးဒါကသူကောက်ရိုးရည်ဓာတ်ကြီးကိုအသုံးပြုတဲ့အခါတိုက်ခိုက်မှုစွမ်းရည်ကိုနှစ်ဆတိုးတက်စေမှာဖြစ်ပါတယ်ညဘက်မှာဆိုရင်တိုက်ခိုက်မှုအရှိန်ကို90%ပုံမတိုးတက်စေပြီးအကယ်၍ညဘက်မှာငြိမ်ငြိမ်လေးနေမယ်ဆိုရင်ရန်သူကမိမိကိုတတိပြုမိနိုင်ခြင်းနှုန်းအလွန်လျော့နေသွားမှာဖြစ်ပါတယ်သူ့ရဲ့အလုတ်ကင်ပြောင်းလဲခြင်းအောင်မြင်သွားတာနဲ့အတူစနစ်ကသူ့ကိုတေမင်းသားကြီးတစ်လက်ကိုအထိမ်းအမှတ်ဆုလက်အဖြစ်ပေးအပ်ပါတယ်ဒီဓာတ်ကြီးကတိုက်ခိုက်မှုတစ်ကြိမ်လုံးတိုင်းတိုက်ခိုက်မှုစွမ်းရည်တမက်စီထပ်ဆင့်ပေးမှာဖြစ်ပြီးအများဆုံး9ထပ်ထိရရှိနိုင်ပါတယ်ထို့နောက်သူကလှုပ်ဝက်ဘေးထွက် quest ကိုပြီးမြောက်သွားခဲ့တဲ့အတွက်ယနေ့ပစ္စည်း90%ရှော့ဈေးကတရွက်ကိုရရှိခဲ့ပြီးသူ့ရဲ့အဆင့်ကလည်းအခြေခံကစားသမားကနေဓာတ်အဆင့်ကစားသမားအဖြစ်တိုးတက်သွားပါတယ်ဒီဂိမ်းထဲမှာကစားသမားအဆင့်ကိုစုစုပေါင်း6မျိုးခွဲခြားထားပြီး level 10မှာဓာတ်အဆင့်ကစားသမား level 20မှာတာမန်ကစားသမား level 40မှာကျွမ်းကျင်ကစားသမား level 60မှာ master ကစားသမား level 99မှာတော့အထူးမှာစာကစားသမားတို့ဖြစ်ကြပါတယ်အဆင့်တိုးတက်လာတာနဲ့အမျှအလုတ်ကန်ရဲ့စွမ်းရည်အသစ်တွေပေါ်လာရုံတင်မကပဲစွမ်းရည်အသစ်တွေကိုပါဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်ယခုအချိန်မှာသူကတေချင်းတစိမ့်လို့ခေါ်တဲ့တီးတန့်စွမ်းရည်တစ်ခုကိုရရှိခဲ့ပြီးဒါကသူတစိမ့်ခန့်နေခံရသူအပေါ်တိုက်ခိုက်မှုပြုလုပ်တဲ့အခါအပိုဆောင်တစဒဏ်ရာရရှိစေမှုကိုဖြစ်ပေါ်စေမှာဖြစ်ပါတယ်သူကပထမဆုံးအဖြစ်အလုတ်ကန်ပြောင်းလဲခြင်းကိုပြီးမြောက်ခဲ့တဲ့ကစားသမားဖြစ်တဲ့အတွက်စနစ်ကသူ့ကိုကြာပန်းရွှေတင်ကားအိတ်တအိတ်နဲ့အတူခြေရခံခြင်းလို့ခေါ်တဲ့အထွေထွေစွမ်းဒီတစ်ခုကိုပါလက်ဆောင်ပေးပါတယ်ဒါကတစ်ဖက်လူရဲ့ရုပ်ပုံသဏ္ဍာန်နဲ့နာမည်ပြောင်းပေါ်မူတည်ပြီးထိုလူရဲ့ဒီနေရာကိုခြေရခံနိုင်တာဖြစ်ပါတယ်သူ့ရဲ့ခေါင်းထဲမှာဟွမ်ယုံမင်းရဲ့နာမည်နဲ့ပုံစံပေါ်လာတာနဲ့အတူစနစ်ကသူ့ရဲ့ဒီနေရာကိုတေချာသတ်မှတ်ပြီးနောက်မိမိနဲ့သူ့ကြားကအကွာဝေးကိုဖော်ပြပေးကခြေထောက်အောက်မှာလမ်းညွှန်အမှတ်သားတစ်ခုလင်းထွက်လာပါတယ်ဒီလောက်နီးကပ်လာတဲ့အကွာဝေးကိုကြည့်ရတာသူကလည်းတောအုပ်ထဲကိုဝင်လာပုံရပါတယ်ပြီးခဲ့တဲ့ဂိမ်းတွေတုန်းကဒီအချိန်မှာသူကမိမိနဲ့မီတာနဲ့တူညာလောက်ဝေးတဲ့နေရာမှာရှိနေရမှာပါဒါနဲ့သူကဘာဖြစ်တာလဲဆိုတာကိုတွားရောက်စစ်ဆေးဖို့ပြင်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲတောအုပ်ရဲ့တနေရာမှာအန်ဆန်ချောကရှေ့ကိုအပြင်းထန်ပြေးနေပြီးနောက်ကဆူယာလင်ကတော့ခြေလမ်းမမှန်ပဲမြေပြင်ပေါ်ကိုလဲကျသွားပါတယ်အန်ဆန်ချောကလှည့်ပြီးမြန်မြန်ထွက်ပြီးစက်ပြေးနောက်ကကောင်တွေဖမ်းမိသွားရင်မကောင်းဘူးလို့သတိပေးပါတယ်သူ့ရဲ့ခံမှန်းချက်အရာဂိမ်းထဲမှာဒဏ်ရာရတာကလက်တွေ့လောကတွေကခန္ဓာကိုယ်အစ်စ်ပေါ်ဘာတက်ရောက်မှုမှမရှိနိုင်ပဲအသက်ရှင်လျက်ပြန်သွားနိုင်ရင်ပဲတော့ပြီးလို့ယူဆနေပါတယ်အဲ့ဒီအချိန်မှာပဲနောက်ကဟွမ်ယုံမင်းနဲ့လူစုကလိုက်မိသွားပါတယ်အန်ဆန်ချောကစိတ်ထဲကနေချိန်စာတင်တဲ့ကောင်ဆူယာလင်ဆိုတဲ့ဝင်ထုတ်ဝင်ပိုးတာမပါရင်မိမိကအလွယ်တကူထွက်ပြေးနိုင်ပါတယ်ဒါပေမဲ့အခုချိန်နေရထွက်ပြေးဖို့ကမဖြစ်နိုင်တော့ဘူးလို့တွေးပြီးကြောပိုးအိတ်ထဲကနေဓာတ်မြောင်တစ်လက်ကိုထုတ်ယူလိုက်ပါတယ်ဒါပေမဲ့ဟွမ်ယုံမင်းကတော့လူအင်အားကိုအားကိုးပြီးသူ့ကိုလုံးဝထဲမတွက်ပါဘူးအန်ဆန်ချောကဘာမှတတ်နိုင်ခြင်းမရှိတဲ့အတွက်မင်းတို့ဘာလိုချင်တာလဲမိမိကမင်းတို့ကိုဘာပြစ်မှမလို့လဲလို့မေးပါတယ်ဟွမ်ယုံမင်းကလည်းပုံပွင့်လင်းလင်းပဲသူတို့လိုချင်တာကဆူယာလင်ဖြစ်တယ်လို့ပြောလိုက်ပါတယ်သူမကဒါကိုကြားပြီးခန္ဓာကိုယ်တစ်ခုလုံးတုံ့ရင်သွားပါတယ်နောက်လိုက်တွေကလည်းဒါကတကယ်ပဲမင်းသမီးဆူယာလင်လားဘာပဲဖြစ်ဖြစ်အခုမျက်နှာကအတူတူပဲဖြစ်နေရင်ရပြီလို့ပြောဆိုနေကြပါတယ်ဆူယာလင်ကသူတို့ရဲ့ညစ်ပတ်လှတဲ့စကားတွေကိုကြားပြီးစိတ်ထဲမှာအလွန်မင်းကြောက်လန့်နေပါတယ်အဲ့ဒီအချိန်မှာဟွမ်ယုံမင်းကအန်ဆန်ချောကိုဆူယာလင်ကိုထားခဲ့ရင်မင်းကိုလှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်
အန်ဆန်ချောရဲ့မျက်နှာကချက်ချင်းညှို့မောင်းသွားပြီးစိတ်ထဲကနေအစကတည်းကပြစ်မှတ်ကဆူရလင်းဆိုတာစောစောပြောရမှာဒါဆိုရင်မိမိကဘာမှစဉ်းစားမနေပဲသူမကိုထားခဲ့ပြီးပြေးမှာပေါ့မိမိကဒီမျိုးသမီးအတွက်နဲ့အသက်အဆုံးရှုံးမခံနိုင်ဘူးလို့တွေးလိုက်ပါတယ်ဒါပေမဲ့အကယ်၍ဆူရလင်းကိုမကာကွယ်နိုင်ရင်မာကျင်းလူကမိမိအပေါ်လုံးဝစိတ်ပြတ်သွားလိမ့်မယ်ဆိုတာကိုပြန်တွေးမိတဲ့အတွက်နောက်ဆုံးမှာတော့သူကဓာတ်မြောင်ကိုကန်ရောက်ပြီးတိုက်ခိုက်မဲ့ပုံစံလုပ်လိုက်ပါတယ်။ဟွမ်ယုံမင်းကဒါကိုမြင်တော့စိတ်ဝင်စားသွားပြီးမင်းကငါနဲ့ချမလို့လားလို့မေးပါတယ်။အန်ဆန်ချောကမင်းတို့အခုလုပ်နေတဲ့လုပ်ရက်ကရာဇဝတ်မှုဖြစ်တယ်ဆိုတာသိလားလို့မေးရသူကမင်းကတကယ်ကိုရဲစရာကောင်းတာပဲဒီနေရာမှာဘာဥပဒေမှမရှိဘူးပြီးတော့လက်တွေလောကထဲပြန်သွားပြီးတိုင်ချက်ဖွင့်ရင်တော့ဘာသက်သေမှရှိမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့လက်တွေလောကထဲမှာမိမိတို့ရဲ့ပုံစံကဒီလိုမှမဟုတ်တာလို့ပြန်ပြောပါတယ်။အန်ဆန်ချောကအလွန်ဒေါသထွက်ပေမဲ့ဘာမှမတတ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်လူပြောတာကလုံးဝမှန်ကန်နေလို့ပါပဲ။အဲ့ဒီအချိန်မှာပဲဘေးကလှုပ်ရှားမှုတစ်ခုကသူတို့နှစ်ယောက်လုံးရဲ့အာယုံကိုဆွဲဆောင်သွားပြီးနောက်တစ်စက္ကန့်မှာတော့ဒီဇုံရဲ့ပထမနေရာရရှိထားတဲ့သူကခြုံပုံနောက်ကနေထွက်လာတာကိုတွေ့လိုက်ရပါတယ်။ဟွမ်ယုံမင်းကစိတ်ထဲကနေထိတ်လန့်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူသားအလိုလျောက်ထွက်မလာရင်မိမိကဒီလောက်နီးကပ်တဲ့အကွာအဝေးမှာလူတစ်ယောက်ပုံနေတယ်ဆိုတာကိုလုံးဝသတိမထားမိခဲ့လို့ပါပဲသူထွက်လာပြ။ဒီနောက်အန်ဆန်ချောတို့ကိုဒီနေရာမှာဘာလုပ်နေတာလဲလို့မေးပါတယ်။ဟွမ်ယုံမင်းကဒါကိုကြားပြီးမင်းကိစ္စမဟုတ်တာကိုဝင်မရှုံနဲ့မင်းအလုံးမင်းသွားလို့ပြောပါတယ်။အန်ဆန်ချောကတော့ကယ်တင်ရှင်ကိုတွေးလိုက်ရတယ်လို့မျိုးစောစောကဖြစ်ပျက်ခဲ့တာတွေကိုရိုးရိုးရှင်းရှင်းပဲပြောပြလိုက်ပြီးအကယ်၍သူကူညီပေးမယ်ဆိုရင်မိမိတို့ဘက်ကကြီးမားတဲ့ကျေးဇူးဆက်မှုကိုပြုလုပ်မှာဖြစ်ကြောင်းကတိပေးပါတယ်ထို့နောက်သူကဟွမ်ယုံမင်းကိုကြည့်ပြီးအန်ဆန်ချောပြောတာတွေကအမှန်ပဲလားလို့မေးပါတယ်ဟွမ်ယုံမင်းကလည်းသူ့ရဲ့တမန်လာတဲ့စွမ်းရည်ကိုမြင်တွေ့ဖို့တဲ့အတွက်စောစောကမောက်မာနေတဲ့ပုံစံကိုပြောင်းလဲပြီးဒီကိစ္စကမင်းနဲ့မဆိုင်ဘူးဝင်မပါဘူးအကြံပြုချင်တယ်လို့ပြောပါတယ်စကားတောင်မဆုံးသေးခင်မှာပဲသူကခြေလန်းတလန်းရှိကိုတိုးလိုက်တာနဲ့အတူပြင်းထန်လာတဲ့တက်ဖြတ်ခြင်းအရှိန်အဝါကိုထုတ်လွှတ်လိုက်ပါတယ်ဟွမ်ယုံမင်းကဒါကိုမြင်ပြီးချက်ချင်းနောက်ဆုတ်သွားကမင်းဘာလို့မလို့လဲလို့မေးပါတယ်နောက်တစ်စက္ကန့်မှာသူကမိမိရဲ့တေးမင်းကောက်ရိုးရည်ဓာကြီးကိုဖျက်ခနဲထုတ်ယူလိုက်ပြီးမိမိကဒဏ်ရာရနေတဲ့သူကိုဒီတိုင်းထားခဲ့လို့မရဘူးလို့ပြောလိုက်ပါတယ်သူ့နောက်ကလူနှစ်ယောက်ကဓာကြီးကိုမြင်တော့အံ့ဩသွားပြီးနောက်သူ့ကိုချက်ချင်းကျေးဇူးတင်စကားဆိုကြပါတယ်သူအခုလိုလုပ်ရတဲ့အကြောင်းရင်းကကျင်နာတက်လို့မဟုတ်ပါဘူးအကယ်၍ဒီတစ်ချိန်မှာမာကျင်းလူရဲ့ယုံကြည်ရတဲ့လက်အောက်ငယ်သားကိုကယ်တင်ပေးနိုင်ရင်မာကျင်းလူအပေါ်ကောင်းမွန်တဲ့အထင်မြင်ရှိစေမှာဖြစ်ပြီးနောက်ပိုင်းထိတွေ့ဆက်ဆံဖို့အတွက်လွယ်ကူသွားမှာမို့လို့ပါပဲမာကျင်းလူလိုမျိုးစီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ဆရာကြီးကမိမိအပေါ်ကျေးဇူးကျွေးတင်သွားရင်အစာပေါင်းများစွာပြန်ဆက်မှာတေးချပါတယ်ပြီးတော့သူကဟွမ်ယုံမင်းတို့လူစုကိုလည်းဆုံးမချင်နေတာပါဟွမ်ယုံမင်းကသူမိမိစီကိုဖြည်းဖြည်းချင်းတိုးလာတာကိုမြင်ပြီးနောက်ဆုံးရင်းမလာဖို့ချင်းချောက်ပါတယ်သူကတော့တောင်ပြောင်တဲ့တန်နဲ့မင်းကတိုက်ခိုက်ချင်နေတာမဟုတ်ဘူးလားလို့မေးရသူစကားပြတ်မဆိုနိုင်ဖြစ်သွားပါတယ်သူပထမအလှည့်တုန်းကကော်ပလင်းတွေကိုအဆက်မပြတ်ကွဲချင်းပြီးတက်ခဲ့တဲ့မြင်ကွင်းကိုယုံမင်းကတတိယသွားပါတယ်မိမိကိုယ်တိုင်ဆိုရင်တကောင်တက်ဖို့အတွက်အကြာကြီးအချိန်ယူရတာပါသူကယုံမင်းတွတ်ဆုပ်နေတာကိုမြင်ပြီးမင်းတူထောက်ပြီးတောင်းပန်ရင်လှုပ်ပေးမယ်လို့ပြောလိုက်ပါတယ်ဒီစကားကယုံမင်းရဲ့အနေဆုံးစီကံချက်ကိုထိခိုက်သွားစေပါတယ်သူကမိမိနောက်လိုက်တွေရဲ့ရှေ့မှာအခုလိုအဆက်ကွဲမခံနိုင်တဲ့အတွက်သူ့ကိုတိုက်ခိုက်ဖို့စိတ်ကူးဖြစ်ပေါ်လာပါတယ်ဒါအပြင်သူ့မှာကွန်ကရစ်နေရန်ကိုကြီးမွားစေနိုင်တဲ့ခွန်အားတိုးမြင့်မှုရှိနေတာကိုပြန်တွေးမိပြီးသူကပုံစံပြောင်းလဲကသူ့ကိုလောင်ပြောင်ပြီးဖြည်းဖြည်းချင်းရှေ့ကိုရှောက်လာပါတယ်သူစိတ်ထဲကနေသူနဲ့အကွာဝေးနီးကပ်သွားရင်အခွင့်အရေးရှိပြီးသူ့ရဲ့ပိန်ပိန်ပပခန္ဓာကိုယ်ကမိမိရဲ့လက်သီးတစ်ချက်ကိုဘလို့မှတောက်ခံနိုင်မှာမဟုတ်ဘူးလို့ယူဆနေပါတယ်ဒါပေမဲ့မထင်မှတ်ပဲသူကလက်နက်ကိုပြန်သိမ်းလိုက်ပြီးသူနဲ့မျက်မျက်တတလက်ပလာချင်းချဖို့ပြင်လိုက်ပါတယ်သူ့ကိုလုံးဝထက်မတွက်တဲ့ဒီလိုအမှုအရာကယုံမင်းရဲ့တိုက်ခိုက်လို့စိတ်ကိုလုံးဝဆွဆွပေးလိုက်တယ်လို့ဖြစ်သွားပါတယ်တိုးတော့သူစကားတစ်ခုမှထပ်မပြောနိုင်ခင်မှာပဲသူကအရှိန်ပြင်းချီလန်းနဲ့သူ့စီကိုပြေးဝင်လာပါတယ်ဟွမ်ယုံမင်းကဒါကိုမြင်ပြီးငတုံးကောင်လို့ဆဲဆိုရင်လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးခုခံဖို့ပြင်ပါတယ်လက်သီးကသူ့မျက်နှာပေါ်ကြားရောက်တော့မယ်လို့ထင်နေတဲ့အချိန်မှာပဲသူကထူးဆန်းလာတဲ့ရှောင်းကွင်းကြီးနဲ့ရှောင်းတိန်လိုက်ပြီးနောက်ဒူးနဲ့သူ့ရဲ့1 byte တဲ့ကိုခက်ပြင်းပြင်းတိုက်ခိုက်လိုက်ပါတယ်ဒီတိုက်ခိုက်မှုတစ်ချက်တည်းနဲ့တင်သူ့ကိုမီတာနှဲငယ်အကွာကိုလွတ်ထွက်သွားစေပါတယ်သူခက်ခက်ခဲခဲထွက်ပြီးနောက်သူ့ကိုဆဲရည်နေတော့သူကအနားကိုတိုးလာပြီးနောက်ထပ်ကန်ချက်တစ်ချက်ထပ်ကျွေးလိုက်ကမိုးရေဆက်တွေလိုတိတ်သေးလာတဲ့လက်သီးချက်တွေနဲ့သူ့မျက်နှာကိုဆေးကြောပေးလိုက်ပါတော့တယ်ဟွမ်ယုံမင်းကမိမိကိုရိုက်နှက်နေတာကလက်သီးမဟုတ်ပဲမာကျောလာတဲ့တူကြီးတွေလိုခံစားနေရပါတယ်သူကဘာဖြစ်လို့ဒီလောက်မြန်ဆန်နေုံတင်မကပဲခွန်အားကလည်းမိမိနဲ့အတူတူပဲဖြစ်နေရတာလဲဆိုတာကိုစဉ်းစားလို့မရဖြစ်နေပါတယ်အဲ့ဒီအချိန်ကြာမှသတိဝင်လာတဲ့နောက်လိုက်တွေကသူ့စီကိုလေးနဲ့ပြစ်ခတ်တိုက်ခိုက်ကြပါတယ်နောက်ကဆူရလင်ကဒါကိုမြင်ပြီးတတိထားဖို့လှမ်းအော်ပေမဲ့သူကတော့စောစောကလေးကကြိုတင်ကာကွယ်ထားတဲ့အတွက်အလွယ်တကူပဲရှောင်တိန်လိုက်ပါတယ်နောက်လိုက်ကဒါကိုမြင်ပြီးနောက်တစ်ချိန်ထပ်မံတိုက်ခိုက်ဖို့ပြင်ပေမဲ့တူတောင်းလာတဲ့2စက္ကန့်ခွဲတွင်းမှာတင်သူကထိုလူရဲ့ရှေ့တက်တဲ့ကိုရောက်ရှိသွားပါပြီထို့နောက်ထိုလူရဲ့ကြောက်လန့်နေတဲ့မျက်ဝန်းတွေထဲမှာပဲသူကထိုလက်မောင်နဲ့ကောက်ရိုးရည်ဓာကြီးကိုထပ်မံထုတ်ယူလိုက်ပြီးဓာချက်တစ်ချက်ခုတ်ချလိုက်ရာထိုလူဟာမိမိရဲ့လက်မောင်းကောင်းကင်ထက်မှပြန်ဝဲသွားအားဒါကိုမြင်တွေ့လိုက်ရပါတော့တယ်ကြံတဲ့နောက်လိုက်2ယောက်ကလည်းဒီလောက်မြန်ဆန်လာတဲ့အချိန်ကိုမြင်ပြီးဆုံးသွားကြပါတယ်သူတို့ထွက်ပြေးဖို့ကမဖြစ်နိုင်တော့တဲ့အတွက်သူ့စီကိုပဲဝင်ရောက်တိုက်ခိုက်ကြပါတယ်သူကလည်းမိမိရဲ့စွမ်းရည်အစ်စ်ကိုစမ်းသပ်ဖို့အတွက်ထိုလူပေါ်တစိမ့်ခတ်နှိပ်လိုက်ပြီးနောက်ဓာကြီးကိုလွှဲခုတ်ပြီးထိုလူရဲ့ခြေထောက်နှစ်ဖက်လုံးကိုဖျက်တောက်လိုက်ပါတော့တယ်နောက်ဆုံးကျန်တဲ့နောက်လိုက်တစ်ယောက်ကတော့ကြောက်လန့်လုံးလို့ရှိမတိုးရတော့ပါဘူးဒါပေမဲ့သူကတော့လွတ်ပေးဖို့မရည်ရွယ်ပဲအချိန်ပြင်းပြင်းနဲ့သူ့ရှိကိုတိုးဝင်သွားပြီးမင်းကလက်နက်ကင်ပြီးဝင်လာကြတဲ့ကဒီအကျိုးဆက်ကိုခံယူဖို့ပြင်ဆင်ထားပြီးသားဖြစ်ရမယ်လို့ပြောလိုက်ပါတယ်စကားတန်ဆုံးသွားတာနဲ့အတူထိုလူရဲ့လက်မောင်းကလည်းပြတုတ်ကျသွားပါတယ်သူကတေးချင်းတစ်စိတ်ကတကယ်ကိုမဆိုးဘူးသူတို့ရဲ့ချက်ဝတ်တစားကိုတောင်အလွယ်တကူဖျက်တောက်နိုင်တယ်လို့စိတ်ထဲကတွေးနေပါတယ်သူတို့ရဲ့တနာစရာအခြေအနေကိုကြည့်ပြီးသူကတော့ဒီအတိုင်းရနာဖို့မရည်ရွယ်ပါဘူးဒီတစ်ချိန်မှာသူတို့ကိုလုံးဝအညံ့ခံသွားအောင်လုပ်ပြီးစိတ်ထဲမှာဘယ်တော့မှမေ့ဖြောက်လို့မရတဲ့အမှောင်ရိပ်တစ်ခုစိုက်ပျိုးပေးမှသာနောက်ပိုင်းကျရင်သူတို့နောက်ွယ်ကနေလာမရှုပ်ရဲမှာဖြစ်ပါတယ်ဒါနဲ့သူကတယောက်ချင်းစီကိုနောက်ထပ်ဓာချက်3ချက်စီထပ်မံလက်ဆောင်ပေးလိုက်ပြီးနောက်ဆုံးမှာဟွမ်ယုံမင်းပုံနေတဲ့တစ်ပင်သားကိုရှောက်သွားပြီးသူ့ရဲ့လက်မောင်းကိုဓာနဲ့တစ်ချက်ခုတ်ချလိုက်ပါတယ်ဒီလိုနာကျင်မှုမျိုးကအရင်တုန်းကသူတို့မိမိကိုအနိုင်ကျင့်ခဲ့တာနဲ့စာရင်ဘာမှမဟုတ်ပါဘူးဂိမ်းမစတင်မီကာလာတုန်းကသူတို့ကမိမိကိုနေတိုင်းနီးပါးရိုက်နှက်ခဲ့တာပါဒါကိုပြန်တွေးမိပြီးသူကသူ့ရဲ့နောက်ထပ်လက်မောင်းတစ်ဖက်ကိုပါတခါတည်းဖျက်တောက်လိုက်ပါတော့တယ်ဆူရလင်နဲ့အန်ဆန်ချောကသူလှုပ်ဆောင်ခဲ့တာအားလုံးကိုကြည့်ပြီးကြောင်အန်းနေကြပါတယ်သူ့ရဲ့ဒီလိုအေးဆက်ရက်ဆက်လာတဲ့နီလန်ကအခြားသူတွေရဲ့မျက်စိထဲမှာတော့ရက်ဆက်တယ်လို့မြင်ရပေမဲ့အန်ဆန်ချောကတော့သူ့ရဲ့ဒီလိုစရိုက်ကိုအလွန်သဘောကျနေပါတယ်အခုချိန်မှာသူဟာအမချင်းလူနဲ့အစင်တန်တူညီလာတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တယ်လို့ယူဆနေပါတယ်ကိစ္စပြီးဆုံးသွားတဲ့အခါလူနှစ်ယောက်လုံးကသူ့ကိုဥညွတ်ပြီးကျေးဇူးတင်စကားဆိုကြပါတယ်သူကမင်းတို့ဘာမှမဖြစ်ရင်ရပါပြီအဲ့ဒီကောင်တွေနောက်ပိုင်းကျရင်လာရှုပ်ရဲတော့မှမဟုတ်ဘူးလို့ပြောပါတယ်
ထို့နောက်ဆူရလင်ကဒီအတိုင်းဆက်သွားရင်သူတို့တည်သွားနိုင်မလားလို့မေးရသူကအေးစစ်စစ်ပဲတည်သွားရင်လည်းဘာဖြစ်လဲဘာပဲဖြစ်ဖြစ်အမိုက်တပုံပဲဥစ္စာလို့ပြန်ပြောပါတယ်ဒါပေမဲ့ဒီစကားကြောင့်သူကသူမဟာစိတ်နှလုံးနုနယ်လွန်းလာတယ်လို့ခံစားလိုက်ရပါတယ်သူမကနဲ့သမီးမမဟုတ်တာဘာဖြစ်လို့အဲ့ဒီလိုအမိုက်ကောင်တွေရဲ့အသက်ကိုစိုးရိမ်နေရတာလဲသူမကလူလူစိတ်ဝင်စားမှုခံရတဲ့အမှုပညာရှင်တယောက်ဖြစ်လို့မိမိရဲ့ပုံရိပ်ကိုထိမ့်သိမ့်နေတာလားအဲ့ဒီအချိန်မှာအန်ဆန်ချောကဘာဖြစ်လို့အဲ့ဒီလူတွေရဲ့အသက်ကိုချန်ထားပေးတာလဲဂိမ်းထဲမှာလူဘလောက်တက်တက်ဘာပြဿနာမှရှိမှာမဟုတ်ဘူးမလားလို့မေးပါတယ်မြေပြင်ပေါ်ကခွန်ယုံမင်းကဒါကိုကြားပြီးခန္ဓာကိုယ်တစ်ခုလုံးတုံရင်သွားပါတယ်သူကလည်းစိတ်ထဲကနေသူဟာတကယ်ကိုမာကျင်းလူရဲ့လက်ရယုံလက်ထောက်ဖြစ်ဖို့ထိုက်တန်ပါပြီလေလို့ချီးကျူးလိုက်ပါတော့တယ်